ဆိုတော့ကျွန်တော်တို့အခုလည်းကျေးဇူးပါဆိုတော့ကျွန်တော်တို့အခုလည်းတက်ရောက်လာကြတဲ့တဲ့လည်းတော်တော်လေးစုံနေဖြစ်တော့ကြောင့်မနော်ကျွန်တော်ဘက်ကနေပဲကျွန်တော်နဲ့အတူရှိနေတဲ့အဲ speaker ပေါ့နော်ဆရာပီတာဆွန်ရဲ့ကိုရေးချင်းကိုကျွန်တော်အနေငယ်ဖတ်ပြပေးမယ်ပေါ့နော်ဆိုတော့ဆရာကဒီလီဆိုတိုင်းသားတယောက်ဖြစ်တယ်ပြီးတော့ဆရာကလက်ရှိမှာပြုံးလွင်မြို့မှာပေါ့နော်ဒီ Nico Family Fund ကိုဥဆောင်လုပ်ကိုင်နေတဲ့ပညာရှင်ကြောက်လည်းဖြစ်တယ်ပေါ့နော်ဆရာကဒီရန်ကုန်မြို့တက္ကသိုလ်ကနေပေါ့နော်ဒီဘောဂဗေဒပညာရပ်နဲ့ဆရာပွဲရခဲ့တယ်ဒါအပြင်ပေါ့နော်အခုလက်ရှိလုပ်ကိုင်နေတဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဆရာကထိုင်းနိုင်ငံစကော့တလန်နိုင်ငံဗြိတိန်နိုင်ငံနဲ့အိန္ဒိယနိုင်ငံအဲမြို့တွေမှာပေါ့နော်ဆရာကဒီတဘောပေါ်ချင်းထိပ်သိမ်းရေးနဲ့ဆိုင်တဲ့ပညာရပ်တွေပြီးတော့ဒီ National Gigha Beta ကိုဆရာကထဲထဲဝင်လေ့လာခဲ့တယ်ပေါ့လက်ရှိမှာလည်းဆရာကဒီ community building ကိုဆရာရဲ့ organic agri business နဲ့ပေါင်းပြီးတော့ဒီကျေးရွာဒေသခံလူထုတွေနဲ့ဒီမြန်မာနိုင်ငံရဲ့အရွေးတစ်ခုမှာအတက်နိုင်ဆုံးဆရာကကြိုးစားပြီးတော့ပါဝင်နေပါတယ်ပေါ့နော်ခုခုအခုတော့လည်းဆရာကျွန်တော်တို့တူရောက်ရှိနေပြီကျွန်တော်တို့ share ပေးမယ့်အကြောင်းအရာတွေအများကြီးရှိပါတယ်ဆိုတော့ကျွန်တော်ပြောပြတာလေးတွေကမပြည့်မစုံဖြစ်ခင်ဆရာကိုယ်တိုင်ပြန်တော့ဆက်ပြီးတော့ introduce လုပ်လို့ရပါတယ်ဆရာဟုတ်အားလုံးမင်္ဂလာပါခင်ဗျမင်္ဂလာပါမင်္ဂလာပါနှုတ်ဆက်ပါတယ်ကျွန်တော်ကိုပါဝင်ခွင့်ပေးတဲ့အတွက်ဝမ်းသာတဲ့အကြောင်းဖြစ်ပါတယ်ဒီနေ့ညတော့ဒါ intro ဖြစ်မယ်နော်ဒီနေ့ညတော့ဒီည introduction ဆိုတော့သူဘယ်လိုခေါ်မလဲအားလုံးကြီးညာထားတဲ့အတိုင်းကျွန်တော်ခေါင်းစဉ်တစ်ခုကိုတည်ပြီးမှကျွန်တော်ပြောမှာလေနော်ကျွန်တော် screen share ရမှာလीနော်ဟုတ်ရပါတယ်ဆရာ screen share လို့ရဟုတ်ရပါတယ်ဆရာအခု share လို့ရလားရှင်တိတ်မပေါ်လာဆိုအခုအောက်မှာပေါ်လာပြီလားပေါ်ပါတယ်ဒီနေ့ည topic ကတော့အားလုံးသိထားမယ်နော်ဟုတ်တယ်နော်ဒီည topic ကတော့ဒီ topic ကို base လုပ်ပြီးမှကျွန်တော်ပြောမှာလေနော်အားလုံးလည်းဘယ်လိုခေါ်မလဲကျွန်တော်ဥဆောင်မှုမှဆွေးနွေးမှာပါကျွန်တော်ဒီခေါင်းစဉ်နဲ့ပတ်သက်ပြီးကျွန်တော်ကိုလည်းအခွင့်အရေးပေးတဲ့အတွက်လည်းဝမ်းသာတဲ့အကြောင်းပေါ့နော်ဒီ topic လေးကတော့ကျွန်တော်အများအားပြောဖြစ်ပါတယ်အပြင်ကျွန်တော်ကိုယ်တိုင်လည်းဒါကိုအများတတိထားတာပေါ့နော်တန်ဖိုးလည်းထားပါတယ်အလောက်ကိုင်းဆိုတာရှာမလားဖန်တီးမလားဆိုတဲ့ဟာတော့အရန်ကိုအခုလူငယ်တွေအတွက်ပေါ့နော်ကျွန်တော်ပြောကြားအတန်ပြလို့လေကြားလားတိုးလားရှင်းလင်းလင်းကြားပါတယ်ဆရာဟုတ်ပါပြီကျေးဇူးတင်ပါတယ်ကျွန်တော်ဒီနေ့ကတော့တနေ့ကုန်လှုပ်ရှားရှိတယ်လှုပ်ရင်းနဲ့ကျွန်တော် channel မှာပဲကျွန်တော် channel ကနေပဲကျွန်တော်ပြောဖြစ်ပါတယ်ကျွန်တော်မိသားစုလေးတွေကတော့ဟင်းနေပါတယ်ခူးနေကြတာပေါ့နော်အခုချိန်နဲ့ကျွန်တော်နှစ်ပြန်ဟိုးလောက်ကင်ဘက်ကိုဟင်းရွက်တွေသူတို့တအားမာတော့လေလောက်ကင်ဘက်မှာရှိတဲ့မိသားစုတစ်ခုကစားချင်တယ်ဆိုတော့ကျွန်တော်ကလေးတွေအဲ့ဒါခူးနေကြတာမိတို့အဖွဲ့တွေက packaging တွေလုပ်နေကြတော့ကျွန်တော်ကဒီမှာပဲအဲ့တော့ဒီကောင်းစဉ်ကနှစ်ပြန်တစ်ပတ်ခါပေါ့နော်တို့တွေစုံမဲ့ meeting တစ်ခုသုံးခုရှိတယ်လေတို့ Miss Agripana ရဲ့ဒီ planning ထဲမှာကျွန်တော်တို့တွေ့ဆုံမဲ့အစီအစဉ်လေးတစ်ခုသုံးခုမှာအခြေခံအကျဆုံးပေါ့နော်အခြေခံအကျဆုံး introduction ပေါ့နိဒန်းအနေနဲ့ကျွန်တော်ဒီနေ့ညအားလုံးကိုမိတ်ဆက်မှာဖြစ်ပါတယ်လို့ဒီစကလုံးရဲ့ original ကတော့ကျွန်တော်မဟုတ်နော်ဒီစကလုံးရဲ့ original ကတော့အခုဒီမှာရေးထားပေးတယ်လေအဗ်ဒူကလမ်ဆိုတာအိန္ဒိယနိုင်ငံရဲ့သမ္မတဖြစ်ခဲ့တယ်လေရန်ထူးခြားတယ်ကျွန်တော်2005မှာကျွန်တော်ဟိုးတိဘက်ပြည်ကျွန်တော်ရောက်တဲ့တိဘက်ပြည်အဲ့ဒီ3 area ဇလန်အခြေတည်တဲ့နေရာလေးအဲ့ဒီ Bengal Lake လေအဲ့ lake နားမှာအဲ့ဒီရဲ့တိဘက်ရွာလေးမှာကျွန်တော်နေခဲ့တယ်ခဏလေးပေါ့နော်တလလောက်ပေါ့အဲ့မှာနေတဲ့ချိန်မှာဒီရဲ့ဆရာကြီးကနော်အဲ့တော့သူသမရပါအဲ့တော့သူအဲ့ဒီတိဘက်လူငယ်တွေကိုလာဟောပြောတဲ့
တင်းလေးကိုကျွန်တော်ကြားခဲ့တယ်အဲ့ဒါလေလူချင်းတော့ကျွန်တော်မတွေ့လိုက်ရအောင်ဒါပေမဲ့သူ့အဲ့ကလေးကနေကျွန်တော်သတိထားမိတယ်သူပြောတဲ့စကားလုံးတွေသူလှုပ်တဲ့အလုပ်တွေနော်ဒီတပ်ပုံထဲမှာဆိုသူ့မိတ်ဆက်ထားပေးတာသူကတော့အင်မတန်မှကြီးကျယ်တဲ့ဘယ်လိုခေါ်မလဲဒီ missiles ပေါ့နော်ဘယ်လိုခေါ်လဲ get away ဒုံးကြီးတွေတီထွင်နိုင်တဲ့သိပ္ပံပညာရှင်ပဲသူကတော့ဒါပေမဲ့သူကတော့တော်တော်လေးကိုဟောပြောတယ်လူငယ်တွေကိုအများနဲ့သူတတိထားတယ်အဲ့တော့သူဟောပြောတဲ့စကားတွေအများကြီးထဲကနေကျွန်တော်ခေါင်းထဲမှာနှလုံးသားထဲမှာလာပြီးမှလှုပ်ရှားနေတဲ့စကားလုံးကတော့ဒီညကျွန်တော်ပြောမယ်ဟာလေနော် the youth နော် need to be enabled to become job generator from job seeker အလုပ်ကိုင်မဲ့ရှာဖွေမလားသို့မဟုတ်အလုပ်ကိုဖန်တီးမလားဆိုတဲ့ idea လေးပေါ့နော်လူငယ်တွေကိုသူဘယ်လိုခေါ်မလဲပြောပြနေတာပေါ့နော်ရွေးချယ်ဖို့ပေါ့အလုပ်ကိုဖန်တီးမလားသို့မဟုတ်အလုပ်ကိုလိုက်ရှာမလားဆိုတဲ့ဒီအယူဆလေးကိုသူအိန္ဒိယမှာရှိတဲ့လူငယ်များယူသူဟောပြောတယ်နိုင်ငံပိုက်မှလည်းသူဟောပြောတာသတိထားမိတယ်အဲ့ဒါလေဒါကြောင့်မို့အိန္ဒိယနိုင်ငံလူငယ်တော်တော်များများတော်တယ်ပြောတယ်ကျွန်တော်ကြားသလားပေါ့နော်နောက်နိုင်ငံအထိတော့မှအင်ပတန်ထိုးဖောက်နိုင်တဲ့လူငယ်တွေဖြစ်လာတယ်ဆိုတဲ့ဟာတော့ဒါအရန်ကိုမှတ်တမ်းမှလည်းတော်တော်များကြားဘူးတယ်လေအဲ့တော့ဒီအိန္ဒိယလူငယ်တွေရဲ့တော်ချင်းတွေတော်တော်များများလည်းသူတို့ရှိရဆရာကြီးတွေရဲ့ဘယ်လိုခေါ်မလဲလွမ်းမိုးမှုပြောမလားလမ်းပြမှုပြောမလားတော့မပြောတတ်ဘူးအင်မတန်မှတိမ်မွေ့မွေ့လေးနဲ့ရန်ကိုဘယ်လိုခေါ်မလဲရွေချက်ကိုမိမိမာမာဖြစ်အောင်လဲသူလုပ်ပြတဲ့သဘောပဲဒီညတော့အလုတ်ရှာမလားအလုတ်ဖန်တီးမလားဆိုတဲ့ဟာကိုတို့တွေပြန်လန်ပေါ့နော်ပြန်လန်ကျွန်တော်တို့ပြန်တီးခောက်ကြည့်အောင်လေအဲ့တော့ဒီရဲ့အဆိုပြုချက်ကိုကျွန်တော်တတ်နိုင်တယ်လို့ကျွန်တော်လည်းရှာဖွေပြီးမှကျွန်တော်ပြောနေကြဒါမှမဟုတ်လည်းကျွန်တော်ထိတွေ့နေကြပေါ့နော်ကျွန်တော်အမြဲတမ်းပြောနေကြထဲကနေပဲကျွန်တော်ဆက်ပြီးမှပြောမှာပါလို့ဒီစကားလုံးကတော့ခုန original ပါပဲခုနစကားလုံးအတိုင်းပါပဲလို့တို့မြန်မာပြည်မှာလူငယ်တွေအားလုံးကို challenge ဖြစ်တဲ့စကားလုံးကဒါလည်းပါတယ်ဗျမြန်မာပြည်မှာကြံခဲ့တဲ့လူငယ်တွေအများကြီးကို challenge ဖြစ်စေတဲ့စကားလုံးထဲမှာအခုဒီမှာတင်ထားတာဒီစကားလုံးကဒီရဲ့ space လေးကကျွန်တော်စိတ်ထဲမှာရခံစားရတယ်အဲ့ဒါလေနော်ဒါလူငယ်တွေကိုစိန်ခေါ်ထားတဲ့စကားလုံးပဲအဲ့ဒါလေဒါပေမဲ့လူငယ်တွေအများစုကဒီစကားလုံးကိုနှလုံးသားနဲ့ခံစားပြီးမှတိတ်မစင်စားမိဘူးပေါ့နော်ဘယ်လိုခေါ်မလဲဒီစကလုံးမကြည့်ပေါ့ဟိုအပြာရောင်စကလုံးကသူရေးထားတာအလုတ်တမအလိုရှိသည်ရိုးစဉ်းစားမယ်ဆိုရှင်တော့အော်ကျေးဇူးရှင်နေပါပဲကျွန်တော်တို့ကိုအလုတ်ပေးမဲ့အလုတ်ရှင်တွေရှိတာပဲဆိုပြီးမှအလုတ်တမအလိုရှိသည်နော်ဒီပထမတစ်ကြောင်းကလေးကစိတ်ထဲမှာအလုတ်တမအလိုရှိသည်ဆိုတော့ငါတို့ကအလုတ်ရှင်ဖြစ်ဖို့တော့မလွယ်တော့ထင်တယ်ကြည့်ရတာအလုတ်ရှင်ဖြစ်ဖို့ကျွန်တော်တို့ကိုမရည်ရွယ်ချင်ဘူးပေါ့နော်သူကအလုတ်တမအလိုရှိသည်တဲ့စကားလုံးမကြည့်ပါဘူးအရန်ကိုနော်အင်မတန်ရိုးစင်းပါတယ်ရိုးစင်းပေမဲ့လည်းဒီနေ့နားထောင်တဲ့လူငယ်တွေကဒါလေးကိုပြန်တုံးတက်ကြည့်မှာပေါ့ဒီစကားလုံးနေတို့ဘဝမှာအများကြီးကြုံရအောင်မယ်နိုင်ငံခြားမှာပဲရောက်ပြည်တွင်းမှာပဲရှိပေါ့နော်အလုတ်တမအလိုရှိသည်ဆိုတဲ့စကားလုံးအောက်မှာသူတို့ချရေးတဲ့လမ်းညွှန်ချက်တောင်းဆိုချက်တစ်ခုရှိတာကပညာအရေးချင်းတဲ့အမေးလေးတယ်အဲ့ဒါလေဟိုးပညာအရေးချင်းဆိုတော့လေဆယ်တန်းအောင်ဘွဲရဖြစ်မှာပေါ့လွယ်လာအဲ့ဒါဆယ်တန်းအောင်မှုလွယ်လာဘွဲရဖို့လည်းလွယ်လာပေါ့နော်အဲ့တော့လူတွေအားလုံးကအပြိုင်အဆိုင်မိဘတွေရဲ့ဇရိတ်မိဘတွေရဲ့ချွေးနှဲစာနဲ့တို့တွေလူငယ်အားလုံးလူတွေကဆယ်တန်းအောင်ဘွဲရကြတယ်အများစုပေါ့နော်တကယ်ဘိုးရတော့တဲ့ခါမှာကဲအလုတ်ရှာရအောင်လို့ပြောတဲ့ခါမှာဒါကျွန်တော်ပြုံးလို့မှရှိတဲ့တကယ်ခင်မီစတိုးဆိုင်ကြီးတွေမှာကတ်ထားတဲ့အလုတ်သမားတွေအတွက်ချမှတ်ထားတဲ့ဇရိတ်လေးပဲဒါခုမှလွန်ခဲ့တော့ခုနှစ်ရှိနေတော့စည်ရင်ဟာလက်ရှိဘယ်လောက်လဲကျွန်တော်အဲ့ဒါဒီမှာတော့ရေးထားတယ်ကျွန်တော်မရေးတတ်ရလေလက်ရှိဘယ်လောက်ရှိနေတယ်လဲပေါ့ဘယ်လောက်ပေးတယ်ထင်လဲပေါ့2သိန်းကျော်ရရတယ်လို့ပဲလက်ရှိပေါ့နော်
အဲ့တော့ပညာအရေးချင်းလည်းတောင်းတယ်နော်တကယ်ဒီရဲ့စကလုံးဒီစာမျက်နှာလေးကိုကြည့်မှဆိုရှင်ကျွန်တော်တို့ကိုအလုရှင်ဖြစ်ဖို့တော့လွယ်နိုင်သလားအလားလာရှိသလားဆိုတဲ့ဟာဒါဒီနေ့ဒီမှာနားထောင်တဲ့လူငယ်တွေပြန်တုံးတက်လို့ရပါတယ်ဒီညခေါင်းစဉ်ကတော့အလုရှာမလားဗာလဲအလုဖန်တီးမလားဆိုတဲ့ topic ကိုအခြေခံမှကျွန်တော်ပြောနေတာပါဒါကြောင့်မို့ဒီရဲ့စကလုံးကကျွန်တော်ရင်ထဲမှာတအားကြီးကိုကြည့်လေဒါတို့မြန်မာပြည်ကလူငယ်တွေအများကြီးထွက်နေကြတာထွက်ခဲ့ကြတာထွက်နေတော့ထွက်အောင်မှာတို့နိုင်ငံရဲ့အရင်အမြစ်တွေအကုန်လုံးဒါအခုနိုင်ငံရေးအခြေအနေကြောင့်လည်းအကုန်လုံးလို့ထွက်သွားအောင်မှာပါကျန်ခဲ့တဲ့အမေတွေကျန်ခဲ့တဲ့ညီကိုမောင်နှမတွေရန်စိတ်မှာသမင်းထုတ်တွေနဲ့လိုက်ပို့ကြတာဒါအခုတလောဒီလက်ရှိဒီ crisis မှာကြုံနေရတဲ့မြင်ကွင်းတွေပဲဒါလေအလုတ်တော့ရှာကြမှာလားတို့မအလုတ်ဖန်တီးမလားဆိုတဲ့ဟောတော့ဒါဒီနေ့ညဒါလေးတွေကိုကျွန်တော်တို့ပြန်ကျွန်တော်တို့ feedback လုပ်ကြမှာပေါ့နော်ပြန်တုံ့တက်ကြမှာပေါ့ဒီပုံလေးဆိုလွန်ခဲ့တဲ့၄နှစ်လောက်တော့တက်ပုံလေးပါစိတ်ထဲမှာတကယ်ကိုမကောင်းအဲ့ဒါလေ passport ရုံးမှာလူငယ်တွေအများကြီး passport ရဖို့အတွက်ကိုတန်းစီနေကြတဲ့ခိုက်အတန့်လေးတစ်ခုပေါ့တို့လူငယ်လေးတွေအလုတ်လိုက်ရှာကြမယ်အလုတ်လိုက်ရှာရမယ်ပထမအဆင့်ဖြစ်မှာပေါ့ passport ဆိုတာလေအဲ့တော့လူငယ်တွေအများကြီးကကိုယ့်ရဲ့မိဘတွေရဲ့ဇရိတ်တွေရှိတာလေးတွေစုစည်းပြီးမှမိဝေးဖဝေးတငယ်ချင်းနဲ့ဝေးချို့ဆိုရှင်အထီးကျန်ဆန်ဆန်လေးတိုင်းတစ်ပါးမှာရှာဖွေရတော့မယ်ဆိုတဲ့ရည်ရွယ်ချက်တွေတန်တိတ်တန်တွေဘယ်လိုခေါ်မလဲစွန့်စားခန်းတွေပေါ့နော်ဒါပြီးခဲ့တဲ့ဒီ4နှစ်5နှစ်မှာကြုံနေရတဲ့တပ်ပုံတွေပါဒါပေမဲ့ဒီပုံတွေကတော့ဒီ4နှစ်5နှစ်မဟုတ်ပါဘူးကျွန်တော်တို့ကျွန်တော်လူငယ်ဘဝကလေးကနေကျွန်တော်ဘယ်လိုခေါ်မလဲ2000ခုနှစ်ဝန်းကျင်တုန်းကနေဒီပုံစံပဲထွက်နေကြတာအခုတော့ပို့ထွက်တာပေါ့ဒါအလုတ်ရှာရတဲ့အလုတ်မရသေးတဲ့ဂျာထဲမှာအလုတ်ရှာနိုင်ဖို့အတွက်အလုတ်ရနိုင်ဖို့အတွက်လူငယ်တွေရဲ့ပြင်ဆင်မှုတွေပေါ့အ ਨੇ ဆုံးနေကနေဆင်းရတဲ့ဇရိတ်ရန်ကုန်မှာနေရတဲ့ဇရိတ်ရန်ကုန်မှာ passport တန်းစီရတဲ့ဇရိတ်အလုတ်လိုက်ရှာရတဲ့ကုမ္ပဏီအားလုံးပြည့်စုံတော့မှအခုဆိုထွက်ဖို့တော့မှအရင်ခက်ခဲရကြလေးဆိုရှင်အရန်ကိုဘယ်လိုခေါ်မလဲစိန်ခေါ်ချက်များတဲ့အခြေအနေပဲပေါ့အဲ့တော့ဒီနေ့ညတော့ကျွန်တော်ဒီဒါလေးတွေကိုလည်းအခြေခံပြီးမှကျွန်တော်တို့ကအလုပ်ကိုဆက်ရှာမလားအလုပ်ကိုဘယ်လိုဖန်တီးမလဲဆိုတဲ့အပိုင်းကိုတော့ကျွန်တော်ထက်ခါကျွန်တော်အဲ့လိုပြောဖြစ်နေပါပါเนาะဒီပုံလေးတွေကျွန်တော်စိတ်ထဲမှာအမြဲတမ်းတတိထားနေတဲ့တပ်ပုံအများကြီးတဲ့တချို့ပေါ့ဒါဆိုရှင်လွန်ခဲ့တဲ့2နှစ်လောက်တော့ကနေကုမ္ပဏီမျိုးစုံကလာခေါ်တော့ဗမာပြည်ကနေထပ်သွားခဲ့ကြတဲ့တို့မြန်မာပြည်ကလူငယ်လေးတွေပေါ့ညီတို့အရွယ်လေးတွေနော်ဒါကတော့နော်သွားဖို့အတွက်ကုမ္ပဏီရဲ့နော်ကုမ္ပဏီတွေရဲ့ဘယ်လိုခေါ်မလဲစာချုပ်စာတမ်းတွေနဲ့သွားရတာသွားကြတာပေါ့နော်သွားခဲ့တာပေါ့နော်တချို့လူငယ်ဆိုရှင်အင်မတန်မှခက်ခဲတဲ့လုပ်ငန်းမျိုးပေါ့နော်နေ့ရောညရောနော်အိုးပြစ်အိမ်ပြစ်လုပ်ပြီးမှအလုပ်လိုက်ရှာကြရတယ်လေအဲ့တော့ဒါအလုပ်လူငယ်တချို့တော့အလုပ်ရတော့တာပေါ့ဗျာအလုပ်ရတဲ့ခါမှာလဲတက်တာလေးနဲ့လုပ်တဲ့အလုပ်မျိုးတော့အင်မတန်မှရှားပါတယ်လို့ဥပမာထိုင်းလောက်ဆိုရှင်လဲအင်မတန်မှဟို
ဘယ်လိုခေါ်မတော်တဆမျိုးဆိုရှင်ပြိုလိုက်ရင်ပြက်လိုက်ရင်ကားပြက်လိုက်ရှင်တေတဲ့လူတွေသူ့ဗမာလူငယ်တွေဖြစ်နေမြန်မာလူငယ်တွေပဲဘယ်လောက်ထိများနေလဲမသိဘူးနိုင်ငံခြားမှာလေအဲ့ဒါလေဘယ်လိုခေါ်မလဲပြိုလိုက်ရင်တို့မြန်မာလူငယ်ပါပြီးသားပဲနော်ဖမ်းလိုက်ရင်မြန်မာလူငယ်ပါပြီးသားပဲကားမောက်လိုက်ရင်မြန်မာလူငယ်ပါပြီးသားပဲဘယ်မှာပဲကြည့်ကြည့်ပေါ့နော်ခက်ခဲတယ်အန်ဒီရရှိတယ်နားတယ်ဆိုရှင်တို့မြန်မာလူငယ်တွေကအမြဲတမ်းပါနေကြပဲအဲ့ဒါလေဒါတော့ဘယ်လိုပဲဖြစ်ဖြစ်ဒါဆိုဘယ်လောက်ရင်တုံစရာကောင်းတယ်လေပေါ့နော်မိဘနေတဲ့ဘယ်လောက်ထိတချို့ဆိုရှင်အဖမ်းခံရတယ်အဲ့ဒါလေတချို့ဆိုရှင်တော့ရောင်းစားခံရတာမျိုးဟာစဘဝကိုမတွေးရစဘလို့မှကိုချင်းနဲ့မစားကိုချင်းစားချင်ပေမဲ့လည်းကိုချင်းစားရဲဆိုတဲ့စကားလုံးကတော့ဘာမှအရာမရောက်တော့တဲ့ခစ်ကိုကျွန်တော်တို့ကဖြတ်တန်းနေရတာဒါမလေးရှားမှာဗျာမမီလာမတီတာပြီးခဲ့တဲ့3နှစ်လောက်တော့ကမလေးရှားမှာကလေးမိဘတယောက်ကဒါမလေးရှားမှာကြာနေပြီအမေရိကထွက်ဖို့လုပ်ရင်နဲ့အစင်မပြေတာနဲ့ကိုအဖေလုပ်တဲ့လူနဲ့သားတွေသမီးတွေအားလုံးကမလေးရှားတရားတစ်ခုပေါ်နေခုံချိုင်မှာကိုယ့်ကိုယ်ဆူဆိုင်လုပ်ကြတာအဲ့ဒါလေအလုရှာနေရင်တဲ့ဘဝကိုအလုရှာရင်နဲ့သူတို့ကြုံရတဲ့ဘယ်လိုခေါ်မလဲ pressure ခေါ်မလားစိန်ခေါ်ချက်ခေါ်မလားအဲ့ဒါအားလုံးကြားထဲမှာမိဘတွေကအဖြေမထွက်တော့အဲ့ဒါဒါအင်မတန်မှကြည်ကွဲဝမ်းနည်းစရာကောင်းတဲ့အဖြစ်ပြက်လေးပဲမလေးရှားမှာဖြစ်ခဲ့တယ်လွန်ခဲ့တဲ့3နှစ်ထင်တာပဲရန်ကိုဘဝတိုးတက်ဖို့အတွက်အလုရှာဖို့လုပ်ရင်းနဲ့လမ်းခုလက်မှာပဲဘဝတွေဏီကုံချုပ်ရတဲ့တို့လူငယ်တွေအများကြီးရှိတယ်ဆိုတဲ့ဟာပေါ့အများကြီးတစ်ခုတည်းပါပဲနော်ဒီပုံလေးဆိုကျွန်တော်အရင်ကိုစိတ်ထဲမှာခံစားရတယ်အဲ့ဒါလေဒါဒီမိုကရေစီခေတ်မှာလေဒီပုံစံနဲ့ကြာပြီအနည်းဆုံး9နှစ်ကျော်ရဒီပုံလေးဒါမှမြန်မာနိုင်ငံရေးကောင်းတဲ့အချိန်နော်ဒီရဲ့ slide show မှာကျွန်တော်ကြည့်တဲ့ခါမှာဒါကိုရီးယားသွားတဲ့လူငယ်တွေပဲဒီမှာစာသားကိုကျွန်တော်ဖတ်ကြည့်ရင်လေဘာတွေ့လဲဆိုတော့ကိုရီးယားဘာသာအရေးပါလေကျွန်တော်ညမှာကြည့်နေဘာဖတ်ရလဲဆိုတော့အဲ့မှာကိုရီးယားဘာသာအရေးချင်းစစ်နော် recruitment point system နဲ့စာမေးပွဲဖြေဆိုရန်ရှောက်လာဝယ်ယူမိသူများတည်ရန်တဲ့ကဲဒီညဒီမှာထိုင်တဲ့လူငယ်တွေဒါခံစားကြည့်ပေါ့တို့မြန်မာလူငယ်တွေနိုင်ငံခြားမရောက်သေးဘူးနော်ဘာလို့စာမေးပွဲဖြေဆိုရန်ရှောက်လာဝယ်ယူရမယ့်သူများဆိုတော့အတိတ်ပဲတော့အလောက်ရှောက်လာတာမဟုတ်သေးဘူးကျွန်တော်ကြည့်ရလေစာမေးပွဲဖြေဖို့အတွက်ကိုရှောက်လာအလူအရက်ဝယ်ရတဲ့လူငယ်တွေရဲ့အနေအထားဖြစ်ပါတယ်လို့အဲ့ခေတ်ကဒီသတင်းကိုကျွန်တော်အသေးစိတ်ကျွန်တော်ဖတ်ကြည့်တယ်အဲ့ဒါလေအဲ့ဒီရှောက်လာဝယ်ဖို့အတွက်ဒီမှာကြည့်စာမေးပွဲရှောက်လာကြီးဆိုတာမှာ$24တဲ့မြန်မာကျပ်ငွေဘယ်လောက်လဲပြောတော့အဲ့ဒါ$24ပေးရတယ်အဲ့ခေတ်ကတည်းကအလောက်ရှာတာမို့နော်ရှောက်လာဝယ်ဖို့အတွက်မှလူပေါင်းတောင်းတဲ့ချီမှရှိရတဲ့တကယ်ပေးနိုင်တာရှောက်လာ4000လောက်ပဲပေးတယ်အဲ့တော့လေအဲ့တော့တို့မြန်မာပြည်ကလူငယ်တွေတက်ဘယ်လောက်ထိအလောက်ကအခွင့်အရေးတွေကနဲလုံးတယ်လေဆိုတာဟာပေါ့အဲ့တော့အလောက်အကင်ကိုဒီလိုပဲရှာရမလားပေါ့အလောက်ကိုဒီလိုပဲဆက်ရှာနေမလားပေါ့အဲ့တော့ဒီညကျွန်တော်တို့ပြောမယ့်ဟာကရှာမလားဖန်တီးမလားဆိုတဲ့ဟာကိုကျွန်တော်တို့ဒါကိုစိတ်ထဲမှာတတိလေးနဲ့ကျွန်တော်တို့ဆက်လုပ်ကြည့်ပေါ့ဒါဆိုရှင်ဒါအဲ့တော့အစိုးရတွေနော်ဒါမှဒီမိုကရေစီခေတ်ပဲဒါလေအဲ့ဒီခေတ်တော့မှဘာတင်နေလို့ပြလဲဆိုတဲ့အခါမှာပြပအလုတ်အကင်တင်တန်းမို့နော်လမ်းညွန်တင်တန်းတဲ့ဘယ်နှမှာဘာလုပ်လို့မလဲဘယ်နှမှာဘာလုပ်လို့ရမလဲအလှစားဘယ်လောက်ရနိုင်လဲလမ်းညွန်နဲ့တင်တန်းဆိုပဲဗျာဘာလို့ရမှမသိတဲ့ခါမှာအဲ့ဒီဟာရဖို့တယ်မှာပေးတဲ့တင်တန်းတယ်မှာလမ်းညွန်တင်တန်းတဲ့တို့ကလေးတွေကိုတို့လူငယ်တွေရဲ့အနေထားတွက်ကြည့်တော့မြန်မာပြည်ကအခြေခံအကြဆုံးလူငယ်တွေရဲ့ဘဝ
သူတို့ရဲ့ပေးဆက်မှုခေါ်မလားသူတို့ရဲ့စိုက်ထုတ်မှုသူတို့ရဲ့ဘဝဖြစ်တည်မှုပေါ့ငါတို့လူငယ်တွေရဲ့ဘဝသူတို့မပြောချင်ငါတို့လူငယ်ရဲ့ဘဝပြောရအောင်လို့ပဲသူတို့ဆိုရှင်ဝေးနေဦးမယ်ငါတို့လူငယ်တွေရဲ့ဘဝဖြစ်တည်မှုကဘယ်လောက်ထိတမှရှေ့ရောက်နေလဲနောက်ကျနေလဲဆိုတာဟာတော့ခဏနေပြန်ဆွေးနွေးကြည့်ပေါ့ဒီနေ့ဒီမှာထိုင်နေတဲ့လူငယ်တွေနော်ပြပအလုတ်ကန်လမ်းညွန်တင်တန်းအလုတ်လုပ်ဖို့တော့မဟုတ်လမ်းညွန်တဲ့အလုတ်တော့မှတင်တန်းတက်နေရတဲ့အနေထားတေးကြပါတယ်ဒါပြပအလုတ်ကန်လမ်းညွန်ဆိုတော့အလုတ်သမားပဲဆက်ဖြစ်မဲ့အလုတ်သမားဖြစ်ဖို့အတွက်တင်တန်းတက်ရတဲ့ပုံပဲကြည့်ရတာကျောင်းလက်တက်ပြီးပြီဗျာဘွဲလည်းရပြီးပြီပါခုနောက်တစ်ဆင့်ပါလေအလုတ်သမားဖြစ်ဖို့အတွက်တော့မှပတ်စံပေးမှတင်တန်းတက်ရအောင်မှာတက်ခဲ့ကြတယ်ပေါ့ဗျာဒါတို့မြန်မာပြည်ကလူငယ်တွေရဲ့ဒါတင်တန်းတက်တာမဟုတ်တော့အဲ့ရှောက်လွာလဲဝယ်တဲ့အဖွဲ့ပဲရှိနေတာဒါနေတော့အရွယ်လေးတွေပဲကျွန်တော်စိတ်ထဲမှာလုံးဝမကောင်းဒီတက်ပုံတွေကြည့်ရတာလေအဲ့တော့ဒီနေ့ညကျွန်တော်အဓိကဥဆောင်တဲ့ topic ကအဲ့ဒါလေးပါပဲလို့ဘယ်လိုခေါ်မလဲအလုပ်ကိုရှာမလားအလုပ်ကိုဖန်တီးသလားဆိုတာပေါ့ဒီညညီကုတ်ချက်မှာကျွန်တော်ပြောမှာကဒီမြန်မာလူငယ်ထဲမှာလည်းတော်တာများရှိတယ်အဲ့လူငယ်တွေကအလုပ်ကိုဘယ်လိုဖန်တီးမှကဘာပေါ်မှာနာမည်ရအောင်တော့ဘယ်လိုလုပ်လို့ရလဲဆိုတဲ့အပိုင်းအထိကျွန်တော်သွားမှာအဲ့ဒါလေဒါလေးတော့အခြေခံဖြစ်ပါတယ်ဒါတို့လူငယ်တွေတာမန်လူငယ်တွေအများကြီးဖြတ်တန်းနေခဲ့တဲ့ဒါ process တွေပေါ့နော်ဒါရန်ကုန်မှာလေဒီမှာကြည့် passport ကိုင်ထားတယ်ဗျာအိမ်ထောင်စုဇယားတွေအကုန်ပါတယ်ဗျာရန်ကုန်မှာပူလိုက်တာဒါသူတို့အလဲမြောက်သေးကြည့်ရတာတော်တော်လေးကိုတို့လူငယ်တွေပဲဗျာဒါတကယ်ကိုနိုင်ငံရေးကောင်းတဲ့ခေတ်ဗျာကဲအခုမဟုတ်လွန်ခဲ့တော့9နှစ်ကျော်တော့ဒီနေ့ညကျွန်တော်လူငယ်တွေဒါတွေပြန်ပြီးမှနော်နိုင်ငံရေးကောင်းနိုင်လဲတို့လူငယ်တွေပိုအချင်းကြီးကောင်းသလားဆိုတဲ့ဟာပြန်အဲ့ဒီခေတ်တော့အဲ့ကထွက်နေကြတာနေတာမဟုတ်အဲ့ဒါအခုတော့တော်တော်ထွက်ရခက်သွားတာပေါ့ဗျာနိုင်ငံရေးကြက်တဲလို့လည်းအဲ့ဒါမျိုးပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော်အလုပ်ပဲဆက်ရှာရင်တော့ဒါဖြစ်နိုင်ကောင်းသလားတို့မို့အလုပ်ကိုဖန်တီးမလားဆိုတဲ့ဟာတော့ဒီညကျွန်တော်ပြန်လုပ်ဖို့ပေါ့နော်ဒါကရန်ဖြစ်ကြတာမဟုတ်ပါဘူးခုနပြောတဲ့လက်မှတ်ရဖို့အတွက်ကိုတိုးရင်ဝှေ့ရင်နဲ့ဖက်နှက်တွေပါကြခဲ့တဲ့အင်တန်မှအိန္ဒိယမဲ့ခံရတဲ့ကျွန်တော်လူငယ်တွေရဲ့ life ပဲအဲ့ဒါလေဒီလူငယ်တွေဘလို့အပြစ်မရှိဘူးနော်ဒီလူငယ်တွေကိုမကောင်းတာကျွန်တော်လုံးဝကျွန်တော်မပြောတာမဟုတ်ဒီလူငယ်တွေကိုကျွန်တော်ဘယ်တော့မှမနှိမ်ချင်ဘူးဒါပေမဲ့ဒီလိုဖြစ်စေတဲ့ကျွန်တော်တို့ရဲ့ဖွဲ့စည်းပုံကနော်အလုတ္တမဖြစ်စေတဲ့ဖွဲ့စည်းပုံကြီးကဒီလိုငါတို့အားလုံးရဲ့ဘယ်လိုခေါ်မလဲပတ်ဝန်းကျင်မှာလက်တကမ်းမှာပဲရှိနေကြတာဗောဒါကြော်လိုက်ပြီဗျာကဲဒီအထိပေါ့နော်ဒီအထိပေါ့နော်တယောက်တော့ပြောကြည့်ပေါ့နားထိုင်ရတာစိတ်ညစ်တော့လည်းမသိတော့ဒီအထိပေါ့ဘယ်လိုပြောမလဲဆရာခါတီးတဲ့အမှန်တရားလေးပေါ့နော်ဟုတ်တယ်ဆရာပြောသလိုပဲပေါ့နော်ဒီအခုထိလဲဒါတော်တော်လောက်ကင်ခွင့်လန်းရှာပါတာလားဒါမှမဟုတ်ဒီကျွန်တော်မြန်မာနိုင်ငံမှာပဲလောက်ကင်ခွင့်လန်းဖန်တီးဖို့အတွက်လူငယ်တွေပဲမရှိတော့တာလားဒါမှမဟုတ်ဒီလူငယ်တွေကပဲဖန်တီးနိုင်တဲ့အမြင်မရှိတာလားပေါ့နော်အမျိုးမျိုးတော့ရှိတယ်ဆိုတော့ဆရာကလည်းဒီ Nico Organic Family Farm မှာပေါ့နော်ကျွန်တော်တို့organic စိုက်ခင်းကိုလုပ်ပြီးတော့အလောက်ကင်ဖန်တီးနေခဲ့တာပေါ့နော်ဒီကျွန်တော်တို့16နှစ်လောက်ရှိပြီလို့ကြားတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့လူငယ်အတွက်ဆိုရင်အဲ့ဒါကျွန်တော်တို့တစ်သက်စာလောက်ရှိပြီပေါ့နော်ဆိုတော့အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ပေါ့မြန်မာနိုင်ငံမှာပေါ့နော်ဒီအလောက်ကိုင်အခွင့်အလမ်းရှားပါရခြင်းကဘာတွေကြောင့်ဖြစ်မလဲပေါ့နော်အဲ့ဒါလေးဆရာအနေနဲ့တော့ပြောပြပေးလို့ရပါတယ်ခင်ဗျာ ဟုတ်ပါတယ်ကျေးဇူးတင်ပါတယ်နောက်တစ်ယောက်ပြောကြည့်ပါဦးဒီအထိပေါ့နော်စိတ်ထဲမှာတော်တော်စိတ်ဆိုးနေရလားစိတ်ဆိုးသွားလားသို့မဟုတ်ဘယ်လိုနေလဲပြောချင်တရားတော့ပြောကြည့်ပါဦးကျွန်တော်ပြောမှာခုနပြောတာလေကျွန်တော်ဆက်ပြောမှာပါဒီညကျွန်တော်ကောင်းပြင်ထားတယ်အဲ့ဒီရဲ့အလုပ်ဘယ်လိုဖန်တီးမလဲဆိုတာပေါ့နော်ကဲနောက်တစ်ယောက်ပြောပါဦးကျွန်တော်ခုလက်ရှိပြောပြီးသလောက်ပေါ့ဟုတ်လားမဟုတ်လားပေါ့ဒါမှမဟုတ်လဲစိတ်ထဲမှာဘယ်လိုဖြစ်တယ်လဲပေါ့ဒါလေးကိုကြည့်ရတာခဏဟုတ် ဟုတ် ဟုတ် ပါ ကဲ့ တယ် ကျွန်တော်ကိုကျွန်တော် ပြော ပြောပါ ဟုတ်
ကျွန်တော်ဘယ်လိုသတိထားမိလဲဆိုရင်ဟိုအလောက်ရှာရမစားဘူးအများအားတွေးနေတယ်လို့ဖြစ်နေတယ်အခုမှအသစ်တစ်ခုဟိုရတယ်လို့ပြောခံစားလဲရတယ်ဒါပေမဲ့ဟိုခေါင်းစဉ်တစ်ခုတည်းမှာတော်တော်လေးတွေးစရာတွေအများကြီးဖြစ်တယ် ဟုတ် ကျေးဇူး ပါ ပါ တယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါမှန်ပါတယ်နောက်တစ်ယောက်ပြောပါဦးမှန်ပါတယ်ခုနကဘယ်သူပါလဲဖူးလားခုနကပြောမှဆို မဟုတ်ပါဘူးဆရာသမီး participant တွေကို floor လေးဖွင့်ပေးဖို့ပါပြောလို့ရတယ်ဆရာကိုပြန်ပြီး response လုပ်ပေးလို့ရတယ်ဆိုတဲ့ဟာလေးကိုယ့်ရဲ့အမြင်တွေဟုတ်ကို concept ပိုင်းတွေဟုတ် ဟုတ်ကဲ့နောက်တစ်ယောက်ပြောပါဦးဟုတ် ဟုတ်ဆရာဟုတ်တယ်ဆရာမှန်တယ်ဆရာအဲ့ဒါကျွန်တော်real life ပေါ့နော်ကျွန်တော်မြင်ရတာတော့ကျွန်တော်ရောက်မှဆိုလို့ရှိရင်လူငယ်အများစုကထိုင်းမှာပဲသွားကြတော့ပေါ့လေထိုင်းမှာသွားကြတယ်ထိုင်းမှာမြက်ခင်းတွေတိုင်ရိပ်တာတွေဟုတ်ကဲ့ဆရာအဲ့ဒါတွေသွားလောက်ကြတော့ပေါ့နော်သူတို့ရွာမှာရှိတဲ့မြေတွေကိုသူတို့ရောင်းပြီးတော့မှသူများနိုင်ငံမှာလောက်သွားလောက်ဖို့ခွင့်လည်းရှာပေါ့ဒီများမီးလို့စင်းအဲ့ဒီမှာပြဿနာတွေလည်းအမျိုးမျိုးရှိရပေါ့ဒီလိုဝေသပိုင်းကရှိတယ် မလေးအမလေးကိုယ်နိုင်ငံမှာရှိတဲ့မြေလေးရောင်းမှဒီမနိုင်ငံမှာလောက်သက်ရှာတယ်တဲ့ဒါအဲ့ဒါလည်းဟုတ်ပါတယ်အရင်ကိုစိတ်ထဲမှာခံစားရတာတစ်မျိုးကြီးဗျာအဲ့ဒါနော်နောက်ဆုံးတစ်ယောက်ပြီးရင်ကျွန်တော်ဆက်ပြောမှာနော်ဖြစ်သေးလား ဟုတ်ဆရာမင်္ဂလာပါ ဟုတ် ဟုတ်ကဲ့ ဟုတ် ဆ ပါ ရာ ပြောလေ ကျမကတော့ကိုယ်ပိုင်လှုပ်ရှင်တယ်ပေါ့နော်ကိုယ်ပိုင်စိုက်ပျိုးရေးနဲ့ပတ်သက်ပြီးကျမကတော့စိုက်ပျိုးရေးနဲ့ကြောင်းဆင်းထားတာဆိုတော့စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ဤပညာစိုက်ပျိုးရေးနဲ့ပတ်သက်တာတွေကိုကျွမ်းကျင်တယ်ပေါ့နော်စိုက်ရေးပျိုးရေးပိုင်းတွေပါကျွမ်းကျင်တယ်ဟိုကိုယ်ပိုင်လည်းလှုပ်ရှင်တယ်ပေါ့နော်ဟိုလောလောဆယ်ကကျမတို့မှာအရင်းနှီးပေါ့နော်အရင်းနှီးလည်းလိုအပ်တယ်ပြီးရင် ဟုတ် ကျမတို့ကြုံတွေ့ရမဲ့ risk တွေကိုလည်းဟိုကြောက်နေတယ်ပေါ့နော်ဟိုအဲ့လိုမျိုးကြောင်လဲဟိုသူများစီမှာပဲလုံနေတဲ့ဘဝအနေပြီးတော့ကိုယ်ပိုင်လုံမှာဖန်တီးနိုင်သေးဘူးပေါ့ဆရာဟုတ်ကဲ့ပါရှင်အဲ့ဒါလေးပြောချင် ဟုတ်ကဲ့ပါအရင်ကောင်းပါတယ်အရင်ဒီကိစ္စကြောင့်မလို့အခိုက်အတန့်တစ်ခုလေးမှာအလုတ်တမတယောက်အနေနဲ့လိလာတဲ့ညောင်အနေနဲ့ဖြစ်တန်းရတယ်ဆိုတော့ဟာလဲဒါ process ဖြစ်ပါတယ်လို့ကျေးဇူးတင်ပါကျွန်တော်ဆက်ပြောမှာနော်ကျွန်တော်ဆက်သွားမှာနော် ပြပါရ အလုတ်ကနေပတ်သက်ရင်တော့ဒီပညာရေးကအခြေခံအကျဆုံးပဲလေအလုတ်ကနေပတ်သက်ရင်ဒီပညာရေးကအခြေခံအကျဆုံးပဲတဲ့ကျွန်တော်ရှေ့ကဆရာတွေဒါဆိုရှင်ပညာရေးကိုအဓိကထောက်ပြတဲ့ဆရာကြီးတွေရဲ့စကားလုံးဖြစ်ပါတယ်တို့တွေလိလာနေတဲ့ပညာရေးက preparation for life လား preparation for job လားဆိုတဲ့ဟာကိုဒါဆင်ခြင်ဖို့လိုတယ်တတိထားကြည့်ဖို့လိုတယ်ဘဝအတွက်ပြင်ဆင်ခြင်းလားတော့မဟုတ်ပါလေအလုပ်အကင်အတွက်ပြင်ဆင်ခြင်းလားဆိုတဲ့ဟာကိုအဲ့ခေတ်တုန်းကဆရာကြီးတွေတော်တော်လေးကိုဒီစကလုံးနှလုံးကိုဘယ်လိုခေါ်မလဲအခြေတင်ဆွေးနွေးခဲ့ကြတယ်တဲ့ဘယ်ဟာပိုအရေးကြီးလဲပေါ့ဘယ်ဟာပိုမှအရေးပါလဲပေါ့ဘယ်ဥစ္စာပိုမှကျွန်တော်တို့စူးစမ်းတင်တယ်လဲဆိုတဲ့ဟာကိုပညာရေးလောကမှာအမြဲတမ်းဘယ်လိုခေါ်မလဲစောတကတက်နေခဲ့တဲ့အခြေတင်ဖြစ်ခဲ့တဲ့စကလုံးတွေအဲ့ဒါလေဘဝအတွက်ပြင်ဆင်သလားတို့မို့အလောက်ကိုင်အတွက်ပြင်ဆင်တာလားဆိုတဲ့ဟာလေအဲ့တော့ဒီနှစ်ခုကိုပြင်ဆင်တဲ့အခါမှာအမှန်ကတော့ဘဝအတွက်ပြင်ဆင်ကြတာပဲလေဒါပေမဲ့ဒီအဆိုပြုချက်မှာလူအများလက်ခံသွားတာကကြောင်းတက်တယ်ဆိုတာတဲ့ preparation for job ဖြစ်သွားတယ်တဲ့အလုပ်ရဖို့အတွက်အလုပ်ရှာဖို့အတွက်ကြောင်းတက်တယ်ဆိုတဲ့အပိုင်းလေးကိုဒါလူအများစုက
အဲ့လိုလက်ခံကြတာများတယ်တဲ့အဲ့တော့ဒီစကလုံးနှလုံးကတော့ဒီနားထောင်နေတဲ့လူငယ်တွေပြန်ရင်မှကိုယ့်ကိုပြန်ကိုအတိုင်းတာနဲ့ကိုပေါ့နော်ကိုယ့်ရဲ့အနေထားနဲ့ကိုပြန်ရင်မှသုံးသက်ကြည့်လို့ရပါတယ်လို့ဘဝအတွက်ပြင်ဆင်တာလားအလုပ်ကိုင်အတွက်ပြင်ဆင်တာလားဆိုတဲ့နှစ်ခုတော့ဒါကိုရဲ့လွတ်လပ်ခွင့်ရှိပါတယ်ဒါမြန်မာနိုင်ငံရဲ့ဒါစည်ရင်းနေပဲဗျမြန်မာနိုင်ငံမှာအလုပ်လက်မဲ့နှုန်းနှစ်စဉ်လူတန်းကျော်တိုးတယ်တဲ့ကျွန်တော်လုံးဝစိတ်မကောင်းရတာလေဒီတည်းကတော်တော်ကြာနေပြီအဲ့ဒါလေဒီရဲ့ဆိုင်ရွက်တော်တော်ကြာနေပြီဒါဒီမိုကရေစီခေတ်မတိုင်ခင်တော့ဟာတာကြီးဒီမိုကရေစီတမကျလို့တမတွေဗာလဲအလုပ်လက်မဲ့တွေတအားများတယ်စိတ်ကမကောင်းဘူးအဲ့ဒါလေဒါအရေးကြီးတဲ့သတင်းတွေပဲဗျာလက်ရှိအနေထားပေါ့အဲ့တော့ဆိုလိုချင်တာကခေတ်ဘလောက်ပဲကောင်းနေပါနော်အမေရိကမှာတော့မလွယ်ဘူးခုလေလောက်ဒီမိုကရေစီကောင်းတဲ့နိုင်ငံတော့အမေရိကတော့လုံးဝမလွယ်ကဲဒီသတင်းလဲကျွန်တော်ဖတ်ပူးတယ်အဲ့ဒါလေခေတ်မီတဲ့နိုင်ငံတွေမှာတို့မြန်မာလူငယ်တွေလေဒါအဆင်ပြေတယ်တဲ့နော်အိမ်ကလူတွေတော့နိုင်ငံခြားရောက်ပြီဆိုလို့ရှိရင်တော့ပတ်စံရှာလို့လွယ်မှာပဲထင်တာဒါသမီးတွေကဒီလိုပုံစံရှာလို့ရှိတယ်တဲ့အိမ်ကအမေကအိမ်ကမိသားစုတွေကချေလုံးပတ်စံတောင်းတာနိုင်ငံခြားရောက်ပြီဆိုလို့ရှိရင်အဲ့တော့ဒီရဲ့ article ပိုင်ရှင်တွေကနော်ဒါအဆင်ပြေတယ်တဲ့အဆင်ပြေတာကြည့်ပါဦးတော်တော်ထိစွန့်စားနေရတာဒီလိုမျိုးဒါတို့မြန်မာလူငယ်တွေပဲအကုန်လုံးဒါအဲ့တော့အိမ်မှာကြံခဲ့တဲ့လူလဲတယောက်ကနိုင်ငံခြားရောက်ပြီဆိုရှင်ပတ်စံရပြီဆိုရှင်လည်းအိမ်ကလူတွေကအစင်တင့်ဖြစ်ကုန်တာဗောအစင်တင့်ဟိုမှာရှားရတဲ့လူတွေကတော့မချောင်ဘူးအဲ့ဒါလေဒါကတော့တချို့ပြန်လာကြတဲ့ခါမှာပေါ့နော်ပြန်လာကြတဲ့လူငယ်တွေရဲ့အနေထားပြန်လာကြတဲ့ခွဲခွာခဲ့ကြတဲ့တာသမီတွေနိုင်ငံပြည်ပြန်လာတဲ့ခေတ်ပေါ့အဲ့ဒါတော့ပြည်ပြန်လာတဲ့အနေထားလေးပေါ့နိုင်ငံခြားမှာ၄-၅နှစ်နေတယ်ပြန်လာတယ်တော်တော်အဆင်ပြေမှပြန်လာတော့မပြောတတ်ဘူးလားတို့လူငယ်တွေပေါ့နော်အရင်အဆင်ပြေမှပြန်လာတဲ့ပုံပေါ်လာသွားတဲ့သူသွားတယ်ဒါတော့ပြန်လာတဲ့လူပြန်လာကြတယ်ဒါခုခေတ်တော့ပြန်လာဖို့အရင်ခက်သွားပြီပြန်လာဖို့လည်းတိတ်ဆန္ဒမရှိကြတော့ဘူးလေထွက်သွားဖို့ပဲလားအဲ့တော့နိုင်ငံခြားရောက်လည်းအင်မတန်မှရုန်းကန်ပြီးမှလှုပ်ရှားကြရတာပေါ့ဒီလူငယ်လေးဆိုကျွန်တော်စိတ်မကောင်းအဲ့ခေတ်တော့ဆိုရှင်ဒီတနိုင်ငံနောက်တနိုင်ငံထိရောင်းစားခံရတဲ့မြန်မာလူငယ်လေးတွေပဲဒါလေဒီတပ်ပုံနဲ့ကျွန်တော်မမေ့ရလွန်ခဲ့တဲ့10နှစ်လောက်တော့အဲ့ဒါလေတစ်စိတ်ရောင်းစားခံရတဲ့မြန်မာလူငယ်အမျိုးသမီးတွေပဲအဲ့ဒါလေအဲ့တော့အလုတ်ကန်ရှားတယ်ဆိုတာလွယ်သလားရှားမလားဖန်တီးသလားဆိုတဲ့ဟာတော့ဒါဒီနေ့ပြန်ဆက်ပြောမှာဒါလေဒီလက်ရှိဒီတပ်ပုံလေးကိုကျွန်တော်ပြန်ကြည့်တဲ့အခါမှာအလုတ်ရှာရတဲ့လူငယ်တွေရဲ့ process ပေါ့အဲ့တော့ဒီလိုပုံစံမျိုးမှာတို့မော်နမတွေတို့အတိမိတ်ဆွေတွေတို့တွေအမျိုးတွေအများကြီးအဲ့ဒါရှိနေမှာပါလို့နော်နိုင်ငံခြားပြောနေကိုပြည်တွင်းမှာတော့မလွယ်ဘူးနိုင်ငံခြားသွားတာတမျိုးပြည်တွင်းထဲမှာတော့မချောင်တို့မြန်မာပြည်ရဲ့အနေအထားဒါဒီတပ်ပုံနေနဲ့ကြာဒီစကလုံးလေးကနော်ကျွန်တော်ဒီမှာ screen ခု share ပြမှာလားလေဒီစကလုံးက original ကကျွန်တော်မဟုတ်ဒါကိုကျွန်တော် screen share မှာနော်ဒီစကလုံးရဲ့ original ကပီရူးနိုင်ငံကဗျနားထောင်ကြည့်နော်
မင်းတို့စီမှာပေါ်လာဗီဒီယိုကလစ်တခုပေါ်လာလား ဟုတ်ပေါ်လာပါတယ်ဆရာဒါပေမဲ့အတန်တော့မကြားရဘူးဆရာ အတန်ကတော့ကျွန်တော်အတန်မထုတ်နော် ဟုတ်တယ်ဆရာ အတန်ပေါ်လာ အတန်တော့မထွက်ပါဘူးဆရာဒါပေမဲ့ဟိုဟာအောက်ကစာရန်ထိုးတာတော့ဖတ်လို့ရပါပြီဟုတ် မှန်ပါတယ်ဒီအမေကြီးပြောတာကဒါပီရုနိုင်ငံကအမေပဲလေအမေကျောင်းသားတယောက်ရဲ့အမေဖြစ်ပါတယ်နော်သူဘာပြောလဲဆိုတဲ့ခါမှာကျောင်းကဆရာတွေကပြောတယ်တဲ့မင်းကလေးကစာကျူးဆောင်လို့နော်စာမတက်လို့တော့အိမ်ပြန်မှဝက်စာပဲကျွေးရမယ်ဆိုရင်သူပြောနေတာစာကျူးစားနော်မင်းမကျူးစားတော့မင်းဖေလို့ပဲလဲလို့ရမယ်တဲ့အဲ့တော့မင်းဖေလို့ပဲလဲလို့ပြောတဲ့ခါမှာသူဆက်ပြောတာကအဲ့ဒီလဲလို့တာမျိုးဆိုတဲ့ဟာကတဲ့သူပြောတာဘယ်လိုခေါ်မလဲလဲလို့တဲ့အလုပ်မျိုးက farm ပြောတယ် if to farm would be offensive a crime or something bad လဲလို့တယ်ဆိုတဲ့ဟာကရာဇဂုမှုမြောက်တဲ့ပုံစံမျိုးတော့မဟုတ်ပါလေ something bad ဆိုတော့ဆိုးတဲ့အလုပ်လိုမျိုးကျောင်းကနေပုံသွင်းခဲ့တာကျောင်းကနေပုံသွင်းနေတာကျောင်းကနေမတိပဲနဲ့ဒီပုံစံမျိုးကလေးတွေကိုဒီမှတ်ချက်မျိုးနဲ့စာတင်ပေးကြတာဒါကိုကျွန်တော်ရှင်းမှာနော်ဒါဒီနေ့အလုပ်ကိုင်ပတ်တဲ့ရင်လေဒါကျွန်တော်ပြန်ရှင်းမှာဒါလေဒီစကလုံးထလာတာပဲအဲ့တော့အားလုံးကျွန်တော်စုမှဒီဟာလေးကိုကျွန်တော်ပြန်ရေးထားတာဖြစ်ပါတယ်မင်းပညာတတ်အောင်လုပ်တော့မဟုတ်ရင်တော့မင်းအိမ်ပြန်မှဝတ်စာကျွေးရမယ်ဆိုတာနော်အိမ်ပြန်မှကိုယ့်အလုပ်ကိုလုပ်တဲ့ဟာကမဟုတ်တယ်လို့မင်းဒီကြောင်းကိုအောင်လုပ်အောင်တော့မဟုတ်ရင်တော့မင်းအိမ်ပြန်မှမင်းအဖေလိုပဲပါလေထုံးမစိုက်ပြေးလို့ရမယ်လေထုံးနဲ့စိုက်ပြေးလို့ဆိုတဲ့ဟာက something bad ပြောတဲ့ဟာလေဆိုးတဲ့အလုပ်လိုမျိုးပုံစံဖြစ်အောင်ဘယ်သူပုံသွင်းလဲဆိုတဲ့ခါမှာကြောင်းဆိုတဲ့နော်ဆရာမတွေကစေတနာနဲ့တင်ပြတာဟုတ်ပါဒါပေမဲ့သူတို့နှုတ်ကြိုးနေတဲ့ဟာကပညာတတ်အောင်လုပ်နော်မင်းပညာမတတ်ရင်တော့မင်းဖေလိုပဲလေထုံရမယ်ဆိုတဲ့ခါမှာလေထုံတဲ့အလုပ်မျိုးကစိုက်ပျိုးလုပ်တဲ့အလုပ်မျိုးကအိမ်ပြန်မှကိုယ့်အလုပ်ကိုလုပ်တဲ့ဝက်စာကျွေးရဆိုတာကိုယ်ပိုင်အလုပ်ပဲကိုယ်လုပ်တဲ့ကိုယ်ပိုင်အလုပ်ဓမ္မပါလဲဆိုတဲ့ခါမှာ something bad ပြောတာလေဆိုးတဲ့ပုံစံဖြစ်အောင် तू ကအမြင်ကြီးကိုဖွင့်လိုက်တာအဲ့တော့ဒီလိုမျိုးအသွင်တင်ခံရတဲ့ကလေးတွေအားလုံးကတော့ဝက်မွေးဖို့မဖြစ်နိုင်တော့ဘူးအိမ်ပြန်မှလေထုံဖို့ဆိုတာလုံးဝ तू ဆန္ဒမရှိတော့စိုက်ပျိုးလို့ဆိုအဝေးဖြစ်သွားပြီဘာကြောင့်လဲဆိုတဲ့ခါမှာဒီအလုပ်မျိုးကပိုဆိုးတာကကျောင်းကဆရာမတွေကဘာလုပ်လဲဆိုတဲ့ခါမှာကလေးတွေမလိမ္မာရင်ပေါက်ပြားတစ်ခုကန်ခိုင်းမှခြံပေါက်ခိုင်းတဲ့ဘယ်လိုခေါ်မလဲအပြစ်ပေးတဲ့ဒဏ်ပေးတဲ့ခါမှာပေါက်ပြားကန်မှကိုဘာလို့ခေါ်မလဲခြံပေါက်ခိုင်းတယ်ဆိုတဲ့ဟာကတို့စိုက်ပျိုးလုပ်ငန်းကိုအင်မတန်မှဘယ်လိုခေါ်မလဲချိုးနေတဲ့ဘယ်လိုခေါ်မလဲစိုက်ပျိုးလုပ်ငန်းဆိုတာကျောင်းတော်ကြီးကနေချိုးနေပလိုက်တဲ့ဘယ်လိုခေါ်မလဲဘယ်လိုပြောရင်ကောင်းမလဲချိုးနေလိုက်တဲ့ဘယ်လိုပြောရင်ကောင်းမလဲနေရာပဲအဲ့နေရာကငါတို့တက်လုံးပတ်စံနဲ့ပုံအော်မှမိဘရှိသမျှအကုန်နဲ့ပုံအော်နေရတဲ့နေရာကမိဘလုပ်ငန်းကိုအဲ့လောက်ထိတည်းမှအထင်သေးတဲ့ structure တို့မဟုတ် society ဖြစ်နေတာဒါကြောင့်မို့ကျောင်းပြီးတဲ့လူမှန်တယ်မြအားလုံးကတောင်းသူပြန်လုပ်ဖို့ဆိုတဲ့ဟာတော့ဘယ်လို့မှ confidence ရှိဖို့မလွယ်ဘူးအခုဒီမှာတချို့က confidence ရှိလို့လုပ်တယ်ဆိုရှင်လဲအစင်မပြေဘူးတဲ့ဟောဘယ်လိုခေါ်မလဲ reason နဲ့အများကြီးဖြစ်လာတယ်အဲ့ဒါလေဒီနေ့ညဒါတွေကျွန်တော်ဒါ intro နဲ့ကျွန်တော်ပြောပြတာပါလို့ကျွန်တော်တို့ဒီလုပ်ငန်းဒီစာသားလေးကဘာလဲဆိုတဲ့ခါမှာငါတို့ကအလုတ်တမဇတ်တွင်းဖို့အတွက်အခြေခံအကြဆုံးကတော့ဒီစကလုံးတွေပဲဒီ concept ခေါ်တော့ကျောင်းကဆရာမတွေရဲ့စကလုံးတွေအိမ်မှာရှိတဲ့မိဘပဲပြောလဲအဖေတို့ကပညာမတတ်ကြလို့ဒီဘဝရောက်နေတာတဲ့လာသေးတယ်အဖေကမင်းတို့ကဒီဘဝမရောက်ပါလဲကျောင်းတက်ရမယ်ပြောတာလေ
အဲ့တော့အဖေကိုနဲ့ကပေါက်ပြားကင်နေဘယ်လိုခေါ်မလဲတက်လုံးငါတို့ကျွေးခဲ့တဲ့မိယိုဖလာအလုပ်လို့တော့မှအကောင်းမမြင်ဘူးပြောတာဒီဥစ္စာကမိဘအမားလည်းမဟုတ်ဘူးခုနဆရာမတွေအမားလည်းမဟုတ်ဒါနော်တတိထားကြည့်နော်ခုကျွန်တော်ပြောတာကမိဘအမားလည်းမဟုတ်ဘူးဆရာမတွေကအမားလည်းမဟုတ်ပါဘူးလို့ဒီလိုပုံဖြစ်အောင်ဒီကဘာစနစ်ကြီးကအဲ့လိုပုံသွင်းထားတာအဲ့စနစ်ကြီးကိုမမြင်ရဘူးအဲ့စနစ်ကြီးကိုကျွန်တော်မမြင်ရဘူးတေချာလေ့လာမှအဲ့စနစ်ကိုတွေ့ရတာအဲ့ဒါကိုအင်္ဂလိပ်လိုတော့ structure လို့ခေါ်တယ် structure ဖွဲ့စည်းပုံကြီးအဲ့ဒါလေ system ပေါ့အဲ့ဒါတော့နေတော့အခုနိုင်ငံခြားမှာကြောင်းတက်တဲ့လူငယ်ဆိုအဲ့ဒါလက်ရအောင်ပြန်ရှာကြည့်ပေါ့အဲ့ဒီ system ကို structure ပြောတာလေဖွဲ့စည်းပုံကြီးကျွန်တော်စောက်တော့ရေးတာက structural violence ဆိုတဲ့စလုံးစောက်ကျွန်တော်ရေးဘူးတယ်အဲ့ဒါလေ structural violence ဆိုတာဖွဲ့စည်းပုံနဲ့အကြမ်းဖက်တာနိုင်ငံရေးပြောတာမဟုတ်တော့တကယ်ဖွဲ့စည်းပုံနဲ့ဒီလိုအခုစက်မှုအရင်းရှင်တွေကဒီဖွဲ့စည်းပုံနဲ့ငါတို့မိဘတွေတိမ်ငယ်တော့အောင်လုပ်ထားပြီးသားပဲအဖေတို့ကပညာမတက်လို့ဒီဘဝရောက်နေတာတဲ့မင်းတို့ဒီဘဝမဖြစ်အောင်ပါလေကြောင်းပဲတက်မယ်ပြောတယ်လေတော့ကြောင်းတက်လို့တော့ခုနကပါလေလစာတသိန်းကျော်လေးနဲ့သူများအလုပ်သမားဖြစ်ရတဲ့ဘဝကိုမောင်းခံနေရတာဒီထိပေါ်တာကျွန်တော်အခုဒီ slide လေးကကျွန်တော်ကိုယ်ပိုင်မဟုတ်ပါဘူးလို့ကျွန်တော်မှာ reference တွေအများရှိတယ်အဲ reference တွေကိုအဲ reference ကလည်းကဘာနဲ့ချုပ်ပြီးမှကို recommendation ဖြစ်နေတဲ့ approve ဖြစ်တဲ့စကားလုံးတွေဖြစ်ပါတယ်ဒါလေကျွန်တော်ကိုယ်ပိုင်စလုံးမဟုတ်တာတွေကကျွန်တော်လေ့လာနေတဲ့ဟာကျွန်တော်ရဲ့အတိုင်းအဝန်တွေကပြောနေတဲ့စကားလုံးတွေကနေဒီနေ့မြန်မာပြည်မှာရှိတဲ့အမေတွေအဖေတွေနောက်လူငယ်တွေသိအောင်ကျွန်တော်ဒီစကားလုံးကျွန်တော်ပြောနေတော့ကြာပြီအဲ့ဒါလေဒါကြောင့်မို့ဒီဟာကိုကျွန်တော်သဘောပေါက်တဲ့အခါမှာကျွန်တော်ရဲ့ဘယ်လိုခေါ်မလဲဒါကိုသဘောပေါက်တဲ့အခါမှာကျွန်တော်ကဘာလုပ်လဲဆိုတဲ့အခါမှာတချို့ကကျွန်တော် Facebook တချို့သိရင်သိလိမ့်မယ်လေကျွန်တော် Facebook မှာကျွန်တော် profile ရှိတယ်ကျွန်တော် profile ဆိုတာဘယ်လိုခေါ်မလဲအလုပ်ကင်ပေးတာမလား occupation မေးရလေအဲ့ဒီ occupation မှာကျွန်တော်ဗာရေးလဲဆိုတော့ကျွန်တော်ရဲ့ Facebook ရဲ့ occupation ကကျွန်တော်ဗာရေးဆိုတော့ farmer လို့ကျွန်တော်ရေးတယ် farmer လို့ကျွန်တော်ရေးတယ်ဒါကျွန်တော် farmer လို့ကျွန်တော်ရေးတယ်ဘာကြောင့်လဲဆိုတဲ့အခါမှာဒီ farmer ဆိုတာကျောင်းကနေနေနေတဲ့အတန်းအစားမိဘတွေလည်းအားလုံးကမယုံကြည်ရဲပေမဲ့သူကိုယ်တိုင် farmer ဖြစ်နေရလေဘယ်လိုခေါ်မလဲတိမ်ငယ်စွာနဲ့တိမ်ငယ်နေတဲ့ဘဝမျိုးတိမ်ငယ်ချင်းမျိုးစုံမှာစိန်ခေါ်မှုအပြည့်ရှိနေတဲ့လူဒန်းစားအလွာတို့မို့လူတွေကိုထမင်းကျွေးတဲ့ပုံကိုယ်တွေဒီပုံကိုယ်တွေကနေခံနေရတာဒီပုံကိုယ်တွေကကျင်ခံနေရတာအဲ့တော့ဒီပုံကိုယ်တွေရဲ့ကိုယ်ပိုင်အလုပ်တွေဟောဒီတောင်းသူလေဓမ္မအားလုံးကကိုယ်ပိုင်အလုပ်လုပ်နေကြဒါပေမဲ့ဒီကိုယ်ပိုင်အလုပ်ကိုတိမ်ငယ်အလုပ်မှကျွန်တော်တို့ဒီ system မှာဗါလဲဆိုတဲ့အခါမှာအလုပ်သမားဖြစ်အောင်ပဲသူကအလုပ်သမားဖြစ်လေအဲ့ဒီကုမ္ပဏီကိုထောင်တဲ့တတိတွေကဗါလဲချမ်းသာလေပဲပေါ့အဲ့ဒါကို structure ခေါ်ပါတယ်ဖွဲ့စည်းပုံနဲ့ကျွန်တော်တို့အကြမ်းဖက်တဲ့ structural violence တဲ့ကျွန်တော် SAO အုပ်ရေးပြီးသားပဲအဲ့ဒါလေကျွန်တော် Facebook လိုက်ဖတ်ပေါ့တော့ကြိုင်တော့ဖွဲ့စည်းပုံနဲ့ကိုကျွန်တော်လူငယ်အားလုံးကအကြမ်းဖက်ခံနေရတာကျောင်းတော်ကြီးလည်းပါတယ်ပြောတာမိဘလည်းပါတယ်အဲ့ဒါကိုကျွန်တော်တို့ကတည်တည်ကြအလှော်လိုက်တလွာလိုက်ကျွန်တော်ဖွင့်လှော်ပြီးမှဘယ်လိုကောင်းမလဲဖွင့်ချနိုင်တယ်ဆိုရှင်တော့အဲ့ဒါ freedom ဖြစ်သွားမှာဖြစ်ပါတယ်လွတ်လပ်သွားမယ်အဲ့ဒါလေအဲ့တော့အခုနိုင်ငံခြားမှာကျောင်းတက်ကြရင်လည်းဒီအလွာလေးကိုတည်ကြပြန်ကြည့်ပါနောက်နေ့လုံးမဲ့အားလုံးကတော့ကျွန်တော်ပို့ချမဲ့အကုန်လုံးကတော့အဲ့အလွာကိုအောင်ပြီးတဲ့သူတွေကကိုယ့်ဘဝကိုဘယ်လိုပြန်ပြီးမှဖန်တီးကြမလဲဆိုတဲ့အပိုင်းတော့ကျွန်တော်ဒီလာမဲ့ဗာလဲနောက်တစ်ပတ်လာပဲနေလေမတ်လမှာလုံးမဲ့ process လေးနော်အဲ့မှာတော့အသေးစိတ်ပြန်တွေ့မှာပါလို့နော်ကဲဒီထည့်ဟုတ်လားမသိဘူးဒီထည့်ဟုတ်လားမသိဘူးဒီညမပြီးတဲ့ကိစ္စမရှိဘူးဟုတ်တယ်ဆရာ
ဘာဟုတ်လဲပြောပါဦးဘာတတိထားမိလဲပေါ့နော်ဘာတတိထားမိလဲပေါ့ ဟုတ်ပါ အ ရဲ့ လုပ်ရှာမလားအလုပ်ဖန်တီးမလားအေးပြော သမီးကိုယ်တိုင်လည်းသမီးက site view bachelor ကိုတက်နေရပေါ့နော်အဲကြောင့်ထားပါတော့သမီးဒီ environment တွေကလူတွေနဲ့ပဲအချင်းချင်းမိတ်ဆက်တယ်လို့ဘာလို့ဆိုရင်တော့ကိစ္စမရှိဘူးသိကြရတယ်ဒါပေမဲ့အပြင်ကိုတခြား environment ကိုရောက်သွားရဆိုဟဲ့နင်ကဘာလို့ဒါရွတ်တက်တာလဲလို့လားဆိုအဲ့လိုပုံစံမျိုးနဲ့သမီးကိုပြန်ကြည့်ကြရတယ်သမီးတအားကြုံရတယ်ပေါ့နော်ဆရာအဲ့တော့သူတို့ဒီလူတွေ society တစ်ခုလုံးအောင်အဲ့လိုဖြစ်နေတဲ့ပုံစံမျိုးဖြစ်နေရပေါ့လေဆရာဟုတ် ဟုတ်ပါဟုတ်ကဲ့ပါပြောလို့ရတယ်နောက်တစ်ယောက် ခုနကတော့ဆရာပြောသွားတဲ့အချက်လေးကိုသဘောကျတယ်ပေါ့နော်ကိုကမိဘတွေကဟိုမှာသားသမီးကိုအကြောင်းပို့ချင်လို့မလို့ဒီလေလုံငါအဲ့လိုမျိုးနည်းလအဲ့လိုမျိုးကုတ်ချစ်စုပြီးတော့အကြောင်းပို့ရပါတော့ပညာရေးကတော့အဲ့ဒါလေးကိုပြောမယ်ဆိုရင်ကျွန်တော်တို့ဒီ society မှာလည်းဆရာပြောခဲ့သလိုမျိုးကျွန်တော်တို့ရဲ့ပညာရေးကိုကပေါ့နော်ဒီလေသမားတွေကိုအောက်ခြေအလွှာနဲ့ပဲ represent လုပ်တာများတယ်ပေါ့နော်ဆိုတော့လေသမားအောက်ခြေအလုပ်ပေါ့နော်ဒီအလုပ်တွေကိုသူတို့ကလုံးဝ essential ဖြစ်တဲ့ဒီ society တစ်ခုလုံးမှာဆိုလုံးဝ technical ဘယ်လိုပြောမလဲဒါလေးကိုလုပ်ဖို့အတွက်ဘာမှအသိဉာဏ်ဘ ഹു တရာအလောက်ကြီးမလိုတဲ့အလုပ်လို့ပဲသူတို့ကဒီ misconception ကြီးကပေါ့နော်ကျွန်တော်တို့နှစ်အကြာကြီးရှိနေခဲ့တာပေါ့နော်ကျွန်တော် society မှာဟုတ်ပါပြီဆက်တော့မနော်လို့စောတပိုင်ထွေးပြောစရာရှိလားမသိခင်လက်လေးထောင်းတာတူလို့ပါဟုတ်တယ်ဆရာကျွန်တော်ဟုတ်ခဏလေးရောက်ခဏလေး ရောက်သွားပြီရပြီ sorry ကဲပြန်ပြောပါဦး sorry hello ဟုတ်ပြောလို့ရပြီဆရာဆရာလိုင်းမကောင်းဖြစ်လာလားမသိဘူးဆရာ line ထင်းနေတယ်နော်ဆရာဘက်က line ကျသွားတယ်ခင်ဗျရှင်အခုဆရာခဏ line ကျနေတော့မှာပေါ့နော်ကျမတို့ဒီအခုဆရာပြောသွားပြီးတော့ဒီ sharing လုပ်သွားပြီးတလောက်မှာကိုယ့်ဘက်ကအမြင်လေးတွေကိုလည်းအခု audience ဘက်ကနေပြီးတော့ sharing လုပ်ပြီးလို့ရပါတယ်ရှင်ဆရာပြန်လာရင်ပြန်ဆက်ကြမယ်ပေါ့နော်ဟုတ်ကဲ့ကျွန်တော် sharing လုပ်ပေးချင်ပါတယ်ဗျကျွန်တော်အနေနဲ့ဆိုလို့ရှိရင်ဒီကျွန်တော်ရဲ့ teacher ကလည်းတမတချို့ပေါ့နော်တချို့တွေရဲ့အမြင်ကကြတော့ဒီ layer နဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကြီးပြီးစမလို့ပေါ့ကြီးပြီးစမလို့ဘူးအင်္ဂလိပ်စာဘာသာစကားတက်စမလို့ဘူးဒီတိုင်းလေပြန်လောက်လိုက်လို့layer ပြန်လို့ရတယ်ဆိုတာကိုသူတို့ကဒါသူတို့ရဲ့ perspective တစ်ခုပေါ့ဒါပေမဲ့ကျွန်တော်အမေရဲ့အဖေတွေကတော့လက်သမားပါပဲ
သူတို့စီက perspective ကကြတော့ကျွန်တော်ကြောင်တက်နိုင်ဖို့အစိုးရကြောင် private ကြောင်sorry ဒီမျိုး community ကြောင်တွေတက်နိုင်ဖို့ကဒီလေကနေထက်လာတဲ့စဘာကိုပြင်ရောင်းပြီးမှကျွန်တော်အဖတ်ပို့ပြီးတာမျိုးဖြစ်ရပါတော့အဲ့ဒါလေးပေါ့ perspective ကဒီမျိုးရှိတယ်ဒီမှာကျန်တဲ့ participant တွေလည်းsharing လုပ်ချင်တယ်ဆိုရင်ကျွန်တော်တို့လူတွေလည်းစကားပြောကြအောင်ပေါ့နော် ဟုတ်ကဲ့ ကျွန် ပါ တော်လည်း အခု ကြားချင်ပါတယ် အမြင်လေး share ပြီးတော့အခြားသူတွေပါဝင်ပြီးတော့ဖိတ်ခေါ်ပေးတဲ့ကျေးဇူးတင်ပါတယ်ကိုဆိုတော့တပိုင်းတွေပေါ့နော်ဆိုတော့ကျွန်တော်အခြားသော participant လည်း share ပေးလို့ရပါတယ်နော်ကျွန်တော်တို့ဟိုပြောမယ်ဆိုရင်အဲ့ဒီလှကျွန်တော်တို့စရင်ပေါ့နော် registration မှာတွေ့ထားတာအများကြီးရှိတယ်ဒီမှာမြေပဲစိုက်ပျိုးရေးလုပ်နေသူလည်းပါတယ်ကျွန်တော် agriculture ရေစင်းကျောင်းစင်းလည်းရှိတယ်ပြီးတော့ဒီမျိုးပွဲရပြီးသားသူတွေလည်းပါတယ်ပေါ့ဆိုတော့အကိုတို့အမတို့ကျွန်တော်တို့အန်တီဦးလေးတို့ရဲ့အမြင်လည်းပြောပြပေးပါပေါ့နော်ဆက်ပြန်လာပြီမလိုင်းပြုတ်သွားတာခုနဟုတ်ဘာတွေပြောကြလဲ ဟုတ်ကျွန်တော်ရှူတောက်နှစ်ခုကိုကျွန်တော် sharing လုပ်လိုက်တယ်ဆရာ ဟုတ် ဆရာမရဲ့ရှူတောက်နဲ့မိဘရဲ့ရှူတောက်နှစ်ခုကိုကျွန်တော် sharing လုပ်ပေးလိုက်တယ်ဗျဆရာမရဲ့ရှူတောက်ကကြတော့ကျွန်တော်အနေနဲ့လေယာစိုက်ပျိုးရေးလုပ်ချင်တယ်ဆိုလို့ရှိရင် GED ဒါမှမဟုတ်အင်္ဂလိပ်စာတက်စရာမလိုဘူးပေါ့နော်အကယ်၍ကျွန်တော်အမိဘက်ချန်ကကြတော့ကျွန်တော်အမိဘက်ချန်ကကြတော့ကျွန်တော်ဗာပြန်ပြောလဲဆိုတော့ဒါကျောင်းစရိတ်ကျောင်းခါတွေအတွက်ဒီလေကနေထွက်လာတဲ့စဘာပြန်ရတဲ့ငွေနဲ့ပို့ပြီးတာပေါ့နော်အဲ့လိုမျိုးပေါ့အဲ့မျိုးလေးကျွန်တော်ပြန်တပ်ဖတ်စာနဲ့ပြန်တောက်တမိတာလေးတွေရှိတယ်ဆရာ ဟုတ် decision ကတော့မလောက်ရသေးဘူးဒါကဘာလို့လဲဆိုတော့ကျွန်တော်သိချလေးမသိသေးကျွန်တော်အများကြီးတွေ့ကြလို့နေသေးတယ်လို့ကျွန်တော်ကိုထင်တယ်ပေါ့နော် ဟုတ်ပါပြီကျေးဇူးတင်ပါတယ်ခဏကြာဆက်ပြောပါလေနော်နောက်တစ်ယောက်ဘာပြောသေးလဲတခြားဘာပြောသေးလဲ အခြားဘာမှတော့မပြောရသေးပါဘူးဆရာဆရာကိုစောင့်နေရမှာဒီဟာလေးတော့ပြောဖြစ်တယ်ပေါ့နော်ဆိုတော့ဆရာလာမယ့်ဒီ discussion panel မှာလည်းသူတို့ပို့ပြီးတော့ပြောကြမယ်ထင်ပါတယ်ဟုတ်ပါပြီအဲ့ဆိုကျွန်တော်တို့ video clip ကိုကြည့်အောင်နော်အခုဒီ video clip လေးကိုကျွန်တော်ကြည့်အောင်နော်ဒါဒီ clip ကကျွန်တော် share ဆရာပေါ့ကျွန်တော် train တဲ့ဆရာရဲ့ဘယ်လိုခေါ်မလဲမှတ်ချက်စကားဖြစ်ပါတယ်ဒါလေးကတော့ဒီနေ့ညဆွေးနွေးမှုရဲ့ဘယ်လိုခေါ်မလဲအလဲဘိုးလေးဖြစ်နိုင်တယ်ခိုး message ဖြစ်နိုင်တယ်အဲ့ဒါလေလက်ရှိတဲ့ကျွန်တော်ပုံပေါ်နော်ဒီခုနဒီ video clip ပေါ်နော် ဟုတ်ပါတယ်ဆရာ ဟုတ်ပြီအဲ့ဒီဆရာကကျွန်တော်ဆရာပဲသူဘာပြောလဲဆိုတဲ့အခါမှာလက်ရှိကမ္ဘာဖွံ့ဖြိုးရေးအားလုံးကတဲ့သူရဲ့ model ပေါ့နော် development model ကဘာလုပ်လဲဆိုတဲ့အခါမှာ encourage urbanization ဆိုတာမြို့ပြစနစ်ကြီးကိုတည်ဆောက်နေတာအဲ့ဒီမြို့ပြကြီးကိုတည်ဆောက်ဖို့ဆိုရင်တဲ့ဒါကမ္ဘာဖွံ့ဖြိုးရေးပြောတာပေါ့နော်ကမ္ဘာဖွံ့ဖြိုးရေးကိုလုပ်ဖို့ဆိုရင်တဲ့ဒါဒီနေ့စိုက်ပျိုးရေးကိုလေ့လာနေတဲ့တို့လူငယ်တွေအကုန်လုံးရဲ့ဒါကိုသတိထားကြည့်နော်ကျွန်တော်ရှင်းပါဒါလေဒါအရန်ကို critical ဖြစ်တယ်အရန်ကိုဘယ်လိုခေါ်မလဲဆွေးနွေးလို့ကောင်းတယ်ပြောတာပါဒီလက်ရှိကမ္ဘာဖွံ့ဖြိုးရေးကတဲ့မြို့ပြစနစ်ကြီးကိုသူက encourage လုပ်တယ်တဲ့အားပေးတယ်ပေါ့အဲ့ဒီမြို့ပြဖြစ်ဖို့ဆိုရင်တဲ့ intentionality ပြောလေ
intentionally works to reduce ရည်ရွယ်ချက်ရှိရှိနဲ့ short ချဖို့လိုတယ်တဲ့ဘယ်သူ short မလဲဆိုတဲ့အခါမှာ the numbers of farmer တောင်သူဥယေကို short ချနိုင်လေအဲ့ဒီမျိုးပြစနစ်ဖြစ်တယ် hello တောင်သူဥယေကိုရည်ရွယ်ချက်ရှိရှိနဲ့ short ချရမှာတောင်သူမဖြစ်ရင်လာပြီနော်သူဆက်ပြောမယ်တောင်သူမဖြစ်ဘူးဆိုရင်တဲ့မလုပ်တော့ဘူးဆိုရှင်ဒီတောင်သူတွေကဘယ်မှသွားစရာမရှိတယ်သွားစရာတနေရာပဲကြံတယ်အဲ့ဟာက the city ပဲဒီတောင်သူမလုပ်ဘူးဆိုရှင်သူကသွားစရာနေရာဟိုးတော်ထဲမတော်ဘူးပြောတာသူတို့သွားစရာနေတနေရာတော့ကြံတယ်တဲ့လူတွေကဘယ်တော့မှဆိုရကမြို့ပြကိုချီတက်မှာဗောအစင်းရချမ်းသာမြို့အကုန်လုံးကမြို့တက်မှာဟောတွေ့ရနော်မြို့ပြမှာပါရှိလေဆိုတဲ့ခါမှာဒါ system ကိုပြောနေတာနော် structure ကိုပြောနေတာမြို့ပြမှာပါရှိလေဆိုတဲ့ခါမှာ where they become cheap labor for industry စက်ရုံအလုပ်ရုံမှာဈေးပေါ်တဲ့အလုပ်သမားတွေဖြစ်ကုန်တာအဲ့ဒီရဲ့စက်ရုံဘယ်လိုလုပ်ရလဲဆိုတဲ့ခါမှာ for investment from abroad နိုင်ငံခြားတထေးတွေလှုပ်ထားတဲ့စက်ရုံအလုပ်ရုံကုမ္ပဏီတွေမှာဘာဖြစ်သွားလဲဆိုတဲ့ခါမှာ labor တဲ့အလုပ်သမားတွေ့ရနော်တောင်သူဘဝကနေပါလေအလုပ်သမားဘဝကိုဖြစ်နေတာဖြစ်လာကြတာအဲ့ဒီအလုပ်သမားတွေမှာဘာအလုပ်သမားဆိုတာ cheap labor စုပ်ပြတ်တတ်နေတဲ့ဘယ်လိုခေါ်မလဲ cheap labor ဆိုတာဘာလဲဈေးပေါ်လွန်းတဲ့နော်တောင်သူဘဝကနေဈေးပေါ်တဲ့အလုပ်သမားဘဝကိုဖြစ်သွားတယ်ဆိုတော့အဲ့ဒီ structure ကိုပဲကြည့်ဗျာကဲဒီနေ့လူငယ်တွေဒီစကလုံးဒါကျွန်တော်ဆရာရဲ့စကလုံးပဲရနော်လက်ရှိကမ္ဘာဖွံ့ဖြိုးရေးရဲ့ idea ကအဲ့ဒါပဲမြို့ပြစနစ်ကိုတည်ဆောက်တယ်မြို့ပေါ်မှာလူရှိလာဖို့ဆိုလို့ရှိရင် तू ကစက်ရုံအလုပ်ရအကုန်လုံးမြို့မှာတည်ဆောက်ထားတယ်ရွာမှာမလုပ်ထားဘူးအဲ့တော့ရွာသားတွေအားလုံးကကိုယ့်အလုပ်ကိုစွန့်ပြီးမှကိုယ့်ရွာအလုပ်မလုပ်ဆိုရှင်တက်စရာမြို့ပြတစ်ခုပဲရှိတယ်တဲ့အဲ့မြို့ပြပါဆိုတဲ့အခါမှာစက်ရုံနဲ့အလုပ်ရုံမှာပါလဲဆိုတဲ့အခါမှာအလုပ်သမားဘဝကိုမဖြစ်မနေယူလိုက်ရတာဖြစ်ပါတယ်အဆင်ပြေသွားတယ်ထင်လားမြို့ရွာကနေမြို့တက်တဲ့လူတွေတော်တော်အဆင်ပြေတဲ့ပုံပေါ်လာထိုင်းမှာပဲကြီးရန်ကုန်မှာပဲကြီးအဆင်ပြေကြလားကဲရွာကနေမြို့တက်တော်တော်အဆင်ပြေကြလားမပြေပါဘူးဆရာမပြေပါဘူးဘာလို့လဲပြောနေတာဘယ်လိုမပြေပြောကြည့်ပါဦးဆရာရဲ့လက်ရှိမှာ ပြောကြည့်ပါ လက်ရှိမှာထိုင်းလာတယ်ဆရာရဲ့ထိုင်းလာတာလည်းအောက်လန်းလာတယ်ဒီဘက်မှာဘတ်တွေတင်လာဆိုလို့ဆိုရင်ဒီမှာထိုင်းနိုင်ငံမှာလည်းသူစရိတ်သူတို့ပေးရတဲ့အခွန်ခါတတိတမဟုတ်တစ်ခုဘတ်ဖို့တင်တယ်နောက်တစ်ခုထပ်ပေးရတယ်မြန်မာနိုင်ငံမှာနေတော့ကလည်းရန်ကုန်သွားလို့ဆိုရင်အလုပ်အဆင်ပြေမယ်ထင်ခဲ့တာအများကြီးထင်ခဲ့တာတက်ကြမ်းနေဖက်ပြီးတော့ဆရာကြီးရေဘယ်လိုပြောရန်ကုန်ရောက်ချတော့အဆင်မပြေတာတွေအများကြီးအခုထိုင်းလာတော့လေလမ်းမှာသွားလာတာတွေရောဒီမှာကျုံရတာတွေရောဆရာကြီးစိတ်ကူးနဲ့ထက်တောင်ပိုဆိုးစိတ်ကူးထားတဲ့ဒုက္ခတောင်ပိုဆိုးစေတယ်ဆရာကြီးဟုတ်ညမလေးနော်တကယ်ကိုဒီဥစ္စာက system လို့ခေါ်တယ်အဲ့ဒါလေ system ဒီ system ကိုကျွန်တော်တို့ကဖွင့်ကြည့်နိုင်ရမယ်ပိတ်ရင်ပိတ်ရမယ်ဆိုတာမျိုးပေါ့ဒီ system နဲ့လိုက်လို့ကတော့ဒီ system နဲ့ကိုပဲလိုက်လို့ကတော့တေးကြပေါ့တို့ဒီအလုတ်သမားအလွာတွေကနစ်ပြီးနဲ့ဘယ်လိုခေါ်မလဲဆိုတဲ့အခါမှာအဲ့ဒီတထေးအလွာတွေရဲ့ခေါင်းပုံဖြတ်မှုကိုမတိမတာပဲမတာဖြစ်မှာအဲ့ဒါလေမတိမတာဟုတ်ပြောတာမတိမတာ
မြို့ပေါ်မှာရှိတဲ့ကုမ္ပဏီဝန်ထမ်းတွေစက်ရုံအလုပ်သမားတွေအဆင်ပြေလားမပြေကျွန်တော်တို့တွက်ကြည့်နော်အမြဲတမ်းမြို့ပေါ်မှာဆန္ဒပြတာများတယ်ကုမ္ပဏီဝန်ထမ်းတွေလေဆန္ဒပြလိုက်ဆိုရှင်နိုင်ငံကြီးကထားလိုက်နော်မြို့ပြတွေမှာရန်ကုန်မြို့လိုမျိုးမှာဆန္ဒပြပြီဆိုရှင်ဘယ်အလွာကဆန္ဒပြတာများတယ်ဒီလားကုမ္ပဏီနဲ့စက်ရုံအလုပ်ရုံပဲပေါ့နော်မြို့ပေါ်မှာအဆင်ပြေမယ်ဆိုမှရွာကနေအကုန်လုံးစွန့်ပြီးမှရွာကိုစွန့်ပြီးမှတိုးတက်မယ်ဆိုတဲ့နေရာတွားပြီးမှဘဝကိုယုံတဲ့အခါမှာလဲဘာကြောင့်ဆန္ဒပြလဲဆိုတဲ့အခါမှာလောက်အားခမပြေဆုံးလို့ပါဒီလောက်အားလုံးကိုထိန်းချုပ်ထားတဲ့အဖွဲ့အစည်းကတော့တိတ်မမြင်အောင်အဲ့ဒါခုနပြောတဲ့ globalization လို့ပြောတယ်ဒါမှမဟုတ်လဲပါလဲကုမ္ပဏီလို့လည်းပြောလို့ရတယ်အဲ့ဒါအလုပ်ရှင်လို့လည်းပြောရတယ်ခုနဟိုဗီဒီယိုကလစ်မှာဆိုရှင် investment from abroad နိုင်ငံခြားကနေလာမှယင်းဒီမြုပ်နှံထားတဲ့စက်ရုံအလုပ်ရုံဖြစ်ပါတယ်ပြဿနာတက်ပြီဆိုရှင်တော့အဲ့လာစားမလောက်တဲ့ပြဿနာကြီးပဲအကုန်လုံးအဲ့တော့ဒီဟာအားလုံးကဘယ်ကလာလဲဆိုတဲ့ခါမှာတို့တွေရပါလဲအလုပ်သမား mentality ပြောတဲ့ဟာလေခုန job seeker အလုပ်ရှာဖွေကြားရတဲ့လူငယ်တွေရဲ့ဖြတ်တန်းရမယ့်စိန်ခေါ်ချက်ဖြစ်ပါတယ်ဒါကတော့ကျွန်တော်ဒီနေ့ညအဓိကပြောချင်တဲ့ထဲကနေပထမတစ်ပိုင်းဖြစ်ပါတယ်လို့နော်ပထမတစ်ပိုင်းတော့အချိန်ပြည့်ပြီရှင်ဟုတ်ပြီနော်ဆိုတော့ကျွန်တော်ခတ်တော့တော့နော်ကျန်တဲ့ပိုင်းတော့နောက်သေးစိတ်ပေါ့နော်တွေ့လားဒီ slide show ကြည့်ပါဦးကျောင်းဆိုတာအလုပ်သမားမွေးထုတ်တဲ့ကျောင်းလိုဖြစ်နေတာဒီကျောင်းပြီးရင်ဒီစက်ရုံဟောဒီကျောင်းပြီးရင်ဒီကုမ္ပဏီဒီကျောင်းပြီးဒီဘွဲရရင်ဒီအလုပ်ရုံအဲ့တော့ဒီကျောင်းနဲ့ဒီအလုပ်ရုံတွေကအကုန်လုံးကဇက်တိုက်ထားတာတထေးတွေဇက်တိုက်ထားတာကျောင်းသမားတွေကအလုပ်သမားတွေမွေးထုတ်မှအဲ့အလုပ်ကျောင်းနဲ့အောင်ပြီဆိုရှင်အဲ့ဒီစက်ရုံအလုပ်ရုံမှာအဝင်ခွင့်ကြဒီကျောင်းပြီးရင်ဒီစက်ရုံဒီ degree ဆိုရှင်ဒီယာထုအကုန်လုံးကိုဘယ်တဘောလို့ဟာလဲဆိုတဲ့အခါမှာအလုတ်သမားမွေးထုတ်တဲ့ပညာရေးပဲဖြစ်နေတာအင်မတန်မှယင်ဒီစကလုံးကအင်မတန်မှယင်ကြီးတဲ့စကလုံးအမှန်ဆိုရှင်ဗါလဲဆိုတဲ့အခါမှာဒီကျောင်းနေဆိုတဲ့ဟာကအလုတ်သမားမွေးတယ်ဆိုတာမျိုးထက်ခေတ္တကျွန်စနစ်ကိုမွေးဖွားပေးနေတာဒါကြောင့်မို့ကျွန်ပညာရေးလို့ပြောကြတာကျွန်ပညာရေးဆိုဟိုကိုလိုနီပြောတာမဟုတ်နော်အခုခေတ်ကဘာလဲဆိုအလုတ်သမားပဲဖြစ်ရမယ့်ကျောင်းနေဖြစ်နေတာအလုတ်ပဲရှာရမယ့် degree ဖြစ်နေတာပြောတာစိတ်မဆိုးနဲ့နော်အလုတ်ပဲရှာရမယ့် process ထဲမှာကျွန်တော်တို့ကိုကစားနေတာကစားလို့ကောင်းနေတာအဲ့ဒါကိုခိုင်ရင်ပြောလို့ဆိုရှင် modern slavery တဲ့ခေတ်သစ်ကျွန်ဟိုတော့ခေတ်ဟောင်းကျွန်ကမတန်တဆခိုင်းပြီးမှလောက်အခါမရဘူးဟိုတော့ကျွန်စနစ်ပေါ်ကျွန်ဟောင်းပေါ့မတန်တဆခိုင်းတယ်ဘာမှကိုကအယောင်စားခံရတယ်ကိုကဘာမှခံစားခွင့်မရှိဘူးဒီနေ့ခေတ်သစ်ကျွန်ကဘာလဲဆိုတဲ့အခါမှာအဲ့လိုသူများအလုပ်လုပ်ရဖို့အတွက်ကိုအရန်ကိုဂုံယူနေတာသူများအလုပ်လုပ်ဖို့ဆိုရှင်အရန်ကိုပျော်နေတာသူများအလုပ်လုပ်ရမျိုးဆိုရှင်အရန်ကိုတိုးဝိတ်မဟုတ်ဘူးလို့အလုပ်ရှောက်နေရတာ modern slavery ဒီနေ့ညတော့ကျွန်တော်အဓိကဒါပြောချင်တာကတော့ဒီလို modern slavery structure ထဲမှာမျိုးတွေငါတို့အားလုံးကညှိနေတွေ့တယ်အဲ့မှာအဲ့ structure ထဲမှာဒါကြောင့်ဒီ slavery ကနေ master ဖြစ်အောင်အခုဒီမှာ Miss Agripana ဖွဲ့တွေကဒါလုပ်နေတာဗောဒီ Miss Agripana ဖွဲ့တွေကဒီ modern slavery ကိုနော် mastery ဖြစ်အောင်လုပ်နေတာလေကျွမ်းကျင်မှုကိုပေးနိုင်တဲ့တင်တန်းမျိုးလေးတွေကိုဖန်တီးပေးနေတယ်ဆိုတဲ့ဟာကဒီနေ့ဒီတစ်ခေါက်
Miss Agripina ရဲ့ဘယ်လိုခေါ်မလဲရည်ရွယ်ချက်ဖြစ်မှာပေါ့ဟုတ်လားမသိဘူးဟဲ့ Miss Agripina ဟုတ်လားမသိဘူးဟဲ့ ဟုတ်ပါတယ်ဗျာဆိုတော့ကျွန်တော်တို့ရဲ့ founder ဖြစ်တဲ့မသီရီနဲ့မခိုင်တို့လည်းရှင်ဆိုတော့အဆင်ပြေဟုတ်ရှိပါတယ်ခင်ဗျတက်ရောက်လာကြပါတယ် အော်လောက်ပါအောင်တယောက်လောက်ပါအောင်မရှိတော့ဘူးကြည့်ရတာထပ်ပြေးသွားပြီကြည့်ရတာဒီခွက်တွေဟုတ်ပြီဘယ်သူပြပြရပါတယ်နော်ကျွန်တော်ပြောတာဟုတ်လားမဟုတ်လားတော့အဲ့ဒါနည်းနည်းလေးပြန်ကျွန်တော်ကတော့ဒီ structure ကိုကြည့်မှကျွန်တော်ပြောပြတာပါလို့ဒီပါဒီနေ့ဒီကောင်းစင်အရန်ခက်တဲ့အတွက်ကျွန်တော်တိတ်မြန်လဲကျွန်တော်မသွားချင်ပြောတာအဲ့ဒါတော့အနည်းချုပ်ဖြစ်ပါတယ်လို့တယောက်တော့ပြောကြည့်ပါအောင် response ပေးကြည့်ပါအောင် မင်္ဂလာပါဆရာ ဟုတ်လွင်အောင်ဟုတ်ကဲ့ပါဆရာကျမတို့နိုင်ငံကပေါ့နော်လူကြီးတွေကလည်းတိုးလာတယ်ပေါ့နော်တစ်နှစ်နဲ့တစ်နှစ်တိုးလာတဲ့လူကြီးတွေမှာလည်းဆရာရဲ့အလှပေါင်းဆောင်ရှိတယ်တချို့ကလည်းဆရာပြောစက်ရုံမှာအလုပ်လုပ်တာရှိတယ်ပေါ့ကိုကျွမ်းကျင်ရအင်ဂျင်နီယာဆိုတာလည်းရှိတယ်ပေါ့ဆရာရဲ့ကျမတို့ကတော့စိုက်ပျိုးရေးဆိုတာကလည်းလိုအပ်တယ်စိုက်ပျိုးရေးရှိမှနေ့စဉ်ဒါစားသုံးနေရမှာပေါ့နော်စိုက်ပျိုးရေးမွေးမြူရေးတွေကလည်းလိုအပ်တယ်ဒီနေ့ကိုကျမတို့ကပေါ့မစိုက်ပျိုးတဲ့အပိုင်းအင်ဂျင်နီယာဆိုရင်သူတို့ကမစိုက်ဘူးသူတို့တက်တဲ့ပညာနဲ့စောက်လုပ်ရေးပညာကိုလောက်တာပေါ့နော်ကျမတို့ကကြတော့ပညာတက်ပြီးတော့လယ်လုပ်လို့ရှိရင်တော့ပညာတက်ပြီးလယ်လုပ်ရင်ပို့ပြီးတော့ဒီတိုးတက်လာတဲ့လူဦးရေအတွက်ပေါ့အစာရေစာကိုပို့ပြီးတော့လည်းထုတ်လုပ်နိုင်မယ်ပေါ့နော်လို့ကျမကယူဆရတယ်ပေါ့နော်အားကြောင့်ပေါ့ကျမတို့လယ်လုပ်တာကိုလည်းပညာတက်ပြီးတော့လယ်လုပ်တာပို့ပြီးတော့အဆင်ပြေမယ်လို့ကျမအနေနဲ့မြင်တယ်ပေါ့နော်လဲဒါနှိမ်စရာတော့မဟုတ်ပေါ့နော်လဲသမားဆိုတာကျမတို့တကူတွေ့နေရတာကြတော့တချို့ကြတော့ကျွန်တော်စိုက်ပျိုးရေးရှင်းရတာကျမတို့ပညာကိုအလေးတယောက်နဲ့တယောက်လေးထားပြီး respect ရှိကြတာပေါ့နော်တချို့ကြတော့ကျမတို့ပညာကိုထင်သေးခြင်းတယ်ပေါ့နော်ကျမတို့အဲ့လိုခံစားဟုတ်ကဲ့ပါရှင်အဲ့ဒါလေးဒီမှာပြောပြချင်ဟုတ်ကျေးဇူးတင်ပါတယ်လွင်အောင်ကျေးဇူးတင်ပါတယ်နောက်တစ်ယောက်ပြောပါဦးနောက်တစ်ယောက်ဟုတ်ကဲ့ပါဆရာခုနကဆရာမေးတော်တဲ့မိကုန်းနဲ့ပတ်သက်ပြီးတော့ဗောနော်မေးဆိုပြီးဖွင့်ရလှုပ်ဆောင်ချက်တွေပေါ့ပြီးတော့ဆရာခုနက discuss သွားတဲ့အရာလက်ဆိုင်တယ်ဗောနော်ဒီကမ္ဘာခြုံစနစ်ပေါ့နော်ပြောမယ်ဆိုရင်ဒီစိုက်ပျိုးရေးဆိုတာလည်းမြန်မာနိုင်ငံမှာလေသမားတွေအများကြီးရှိမယ်ပြန်ပြီးတော့တည်တည်ချာချာပြန်ပြီးတော့သုံးသပ်ရရင်ဗောနော်ဒီရဲ့စိုက်ပျိုးရေးလောကကိုလောကကြီးအုပ်ထားတဲ့အဖွဲ့တွေရှိတယ်ဒီအဖွဲ့တွေပေါ့နော် agree အဖြစ်ကျွန်တော်အများကြီးတွေ့နေရတယ်ပေါ့ဒီအဖွဲ့တွေလည်းတကယ်တော့ဒီမြန်မာနိုင်ငံတွင်းမှာပေါ်လာတာမဟုတ်ပဲเนาะကျွန်တော်တို့ research လုပ်ရတဲ့လောက်ဆိုရင်အဲ့ဒီနိုင်ငံခြားနေမှာအသွင်ပြောင်းပြီးတော့ပေါ့နော်ဒီကမ္ဘာခြုံစင်းနေတဲ့တူရောက်လာကြတဲ့အဖွဲ့တွေများတယ်ဆိုတော့ဒီတစ်ခေါက်မှာတော့ဒီလိုဖြစ်သွားတော့ကျွန်တော်တို့မြန်မာနိုင်ငံလေသမားအများစုကပေါ့နော်ပြီးတော့ပိုတော့မိခိုလာရတယ်ပေါ့ဒီမျိုးနိပညာကိုကင်လက်ဝဲကြီးအုပ်ထားတဲ့သူနဲ့ပိုတော့မိခိုလာရတော့ကျွန်တော်လေသမားတွေကယုံကြည်မှုတွေပျောက်သွားတယ်ပေါ့နော်ဆိုတော့ Miss Agri ဖွံ့ဖြိုးကဒီမြန်မာနိုင်ငံမှာရှိတဲ့တောင်သူဘယ်လိုလဲဒေတာခန်တောင်းလို့လည်းဒီမှာဒီမျိုးယုံကြည်ချက်ပေါ့နော်ကိုယ့်ရဲ့လုပ်ငန်းတွေမှာယုံကြည်ချက်ရှိနဲ့ဦးဆောင်နိုင်ဖို့ရပြီးတော့ဒီအချင်းချင်းပေါ့နော်ဒီဒေတာခန်လည်းဒီမှာအချင်းချင်းတောင်းကြောက်အခြေဆက်တွေပို့ပြီးတော့ခိုင်မာလာစေဖို့ဒီမျိုးနည်းပညာနဲ့ပတ်သက်တဲ့သင်တန်းတွေကိုအများအားပို့ချနေပါတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီဒေတာခန်လည်းဒီမှာတို့ entrepreneur စိတ်ဓာတ်ပေါ့နော် mindset လေးတွင်းချင်တာရဲ့ပြီးတော့ဒီဒေတာဖွံ့ဖြိုးရေးဆိုင်ရာတွေကိုလည်းအများကြီးထောက်ပို့ပြအောင် Miss Agri ကနေစီစဉ်ရခြင်းဖြစ်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်ခုနကမေကုန်းလေးကိုပြန်ပြီးတော့ဖြည့်ချပေးတာပါဆရာကောင်းပါတယ်နည်းနည်းလေးသဘောတူပါတယ်ဆရာဟုတ်ပြီနည်းနည်းလေးစက်တိုင်းမနီကုန်ချုပ်မနော်အမလေးဒီညနီကုန်မချုပ်နိုင်လဲနောက်တကယ်ဟိုတွေ့တဲ့နေ့မှာပြန်တွေ့ပါဟောဒီညတော့ဒါ intro ဆိုတော့လဲနီကုန်မချုပ်နိုင်လဲကိစ္စမရှိဘူးဟုတ်ပြီနော်အဲ့တော့ဒီထီးရနော်ကျွန်တော်တို့ကျောင်းဆိုတာလုတ်တမမွေးထိုးတဲ့ကျောင်းလိုဖြစ်လာတယ်ဆိုတဲ့ဟာပေါ့နော်ဒါဒီညအနေနဲ့ကျွန်တော်ပြန်ပြီးမှဖော်ပြတာပါလို့ကြည့်လေနော်လူငယ်တွေကြည့်ပါဦးဒါစိုက်ပျိုးရေးဘွားကနေတကယ်မြို့ပြပေါ်မှာစက်ရုံပေါ်ရောက်သွားတဲ့ဟာပေါ့ဒီထဲမှာကျွန်တော်ဟာလေဗီဒီယိုကလစ်တစ်ခုကျွန်တော်အတူလေးတစ်ခုကြည့်အောင်ကတ်တူလေးတစ်ခုဒီ process ချက်ကြည့်အောင်တူလေးပေါ့နော်ဒါ
ကျွန်တော်တို့ကြောင်းတက်တဲ့လူအားလုံးကိုဘယ်လိုပုံသွင်းတယ်လဲဆိုတာကြည့်နော်ဒါတော့ကြောင်းအောင်တဲ့အဖွဲ့တွေပဲပေါ့ကြောင်းအောင်ပြီး10တန်းအောင်ပွဲရပြီဆိုရှင်ဒီလိုစက်ရုံအလုပ်ရုံမှာအလုပ်ရဖို့အတွက်တန်းစီပြီးမှအလုပ်သွားရတာခုနပြောတဲ့ရွာစွန့်ပညာရေးပေါ့နော်မြို့ပြပညာရေးပေါ့ရွာကိုထားခဲ့ပြီးမှခုနပြောတဲ့ the city ပြောတယ်မြို့ပြကိုပဲသွားရတဲ့ပညာရေးဖြစ်ပါတယ်ပြောသလားလို့ကြည့်နော်ဒါအလုပ်ဝင်သွားနေဒီမှာဘယ်လိုခေါ်မလဲအင်ချက်တွေအများကြီးအင်ချက်တွေအများကြီးကထိုင်ဆောင်နေတော့မှာဘာလုပ်လဲတော့မပြောတော့ဩအလုပ်ချိန်ရောက်ပြီဆိုလို့ရှိရင်အလုပ်သွားကြပြီပေါ့ရောက်သွားပြီလုပ်ပြီပေါ့တက်လုံးကြောင်းတက်ခဲ့တဲ့ဟာကစက်ရုံမှာအလုပ်ရသွားတယ်လေရွာကအလုပ်ထက်တော့ကောင်းတာပေါ့ရွာမှာလေလို့ရင်နေပူတယ်လေအသားမဲတယ်လေဒါကစက်ရုံကုမ္ပဏီမှာဆိုရှင်အသားမဲဖို့လုံးဝမရှိတော့အရေးအောက်မှာနေရတာပေါ့တစ်ဖက်ကကြည့်ရင်ကောင်းတယ်တစ်ဖက်ကကြည့်ရင်ကောင်းတယ်လုံးဝလေမတိုက်ဘူးလုံးဝဘယ်လိုခေါ်မလဲအသားမမဲဘူးလုံးဝเนาะအရေးအောက်မှာနေရတာဒါအင်မတန်မှကြီးတဲ့ကုမ္ပဏီကြီးဖြစ်သွားပြီဒါတေချာချင်းတော့မီးပူလို့တဲ့အလုပ်လေအဲ့တော့လူတယောက်သွားနေတာကြည့်ဘယ်နှစ်ယောက်ရှိပြီလဲပေါ့ဘယ်နှစ်ဆင့်ရှိပြီလဲပေါ့ကဲနောက်တယောက်ထဲမှာနောက်တယောက်နော်ဒါဒီတယောက်ဖုံတို့တဲ့တယောက်ဒီတယောက်ဖုံတို့တဲ့တယောက်ဒီတယောက်တော့ကျွတ်အဲ့တဲ့ထဲတဲ့တယောက်နောက်ဆုံးတယောက်ပေါ့ဒါခင်မိတဲ့အလုပ်ပဲပညာတတ်တချို့ရဲ့မျိုးပြအလုပ်ပေါ့ကုမ္ပဏီအလုပ်ပဲလေဘာတရိထားမိလဲလားဒီလူတွေကို comfort ဖြစ်တယ်ဆိုတဲ့အနေအထားမျိုးပေးထားပြီးရခါကျတော့ဒီဟာထဲမှာသူတို့ပိတ်မိနေတဲ့ပုံစံမျိုးဖြစ်အောင်လို့ဒီအချိန်တွေထဲမှာရတာလေးနဲ့လဲတော့ကြည်နပ်နေရဲ့အဲ့ဒါနဲ့သူတို့ကလည်း comfort ဖြစ်ပြီးတော့ဒီထဲကနေရုံမထွက်နိုင်ပဲနဲ့ဒါပေမဲ့တိုးတက်လာတာဟိုဟာဖြစ်ဟိုပြောင်းလဲလာတာလည်းရှိနေလားဆိုလည်းမရှိနေဘူးအဲ့လိုအချိန်တွေထဲမှာတမင်ပိတ်ထားလို့ရအောင်လုပ်ထားတယ်လို့တော့အဲ့လိုမျိုးခံစားရတယ်ပေါ့နော် ရတယ်ဟုတ်ပါတယ်အနည်းချုပ်ပါပဲအခုဖူးပြောတာကအနည်းချုပ်ပါပဲလို့အဲ့ဒါ structure ပြောတာလေတကဘာလုံးမှာဒီအချိုးချိုးထားတာပဲမြန်မာပြည်ပဲမဟုတ်နော်တရုတ်လည်းအဲ့တိုင်းပဲဂျပန်လည်းအဲ့တိုင်းပဲအခုဂျပန်သွားတာအများကြီးပဲလေအများကြီးသွားကြတယ်ဒီ structure ထဲမှာပဲမျောသွားမှာအကုန်လုံးကနိုင်ငံမတူရင်တော့လောက်အခါတော့နည်းနည်းကွာတာပေါ့ဒါပေမဲ့အားလုံးက factory ဘယ်လိုခေါ်မလဲစက်ရုံဆန်လိုက်ဘဝတွေပဲပေါ့စက်ရုံဆန်ဘဝကိုပုံဖော်ကြရတာစက်ရုံဆန်ဘဝပုံဖော်ထားတဲ့ process ထဲမှာပဲကျွန်တော်တို့ကခေါင်းပုံဖြတ်ခံရအောင်မှာစက်ရုံလို့တမားတွေဘလောက်များများတိုက်ပွဲခုံချလဲလေ့လာကြည့်အောင်ဂျပန်နိုင်ငံမှာရောက်နေတဲ့အလုပ်ကိုမနာလို့တဲ့လူဘလောက်တေချင်တဲ့နားထောင်ကြည့်လိုက်အောင်စူဆိုက်လို့တဲ့ဟာနားထောင်ကြည့်လိုက်အောင်နော်ကိုယ်စီမှာအဆင်မပြေဘူးဆိုမှတများစီသွားတယ်တများစီမှာလည်းအဆင်ပြေသလားဒါတော့တို့တကဘာလုံးနဲ့ခြုံမှ globalization ပြောတာကဘာခြုံမှလူတွေအားလုံးကိုရင်ဆိုင်နေရတဲ့စိန်ခေါ်ချက်တွေပါဟုတ်ပြီနော်ကျွန်တော်နှိကုံးချုပ်ပိုင်းကျွန်တော်ပြောမယ်နော်
ဒါကျွန်တော်ကြော်လိုက်ပြီနော်ဒါနိုင်ငံခြားကုမ္ပဏီကွာနော်ကိုရီးယားကုမ္ပဏီတွေဒါထိုင်းရောက်နေတဲ့မြန်မာတွေပဲဗျထိုင်းရောက်မြန်မာဒါကြောင်းတက်တဲ့လူမဟုတ်တော့နေတော့ကြောင်းတက်ဆိုရန်တက်တာပါတယ်ဒါကတော့ထိုင်းမှာရောက်တဲ့မြန်မာတွေကတော့အရန်ကိုရုန်းကန်ရတယ်ပျော်တယ်လို့ထင်နေလားနော်မိဘကိုပြန်ပတ်စံပို့ဖို့ဆိုမလွယ်ဘူးဗျာဒါကျွန်တော်ကြော်လိုက်ပြီအကုန်လုံးဒါတွေကမလွယ်တော့ဒါနောက်မှပြန်ပြောတော့မယ်အဲ့တော့ဘယ်လိုလုပ်ချင်လဲဆိုတဲ့ခါမှာဒီရုပ်ရှင်လေးနည်းနည်းမှတ်မိပါဗောနော်ဒီမှာဒီရုပ်ရှင်ကအားလုံးတည်း3 idiot တွေကျွန်တော်အဓိကပြောဒီဆရာအကြောင်းပြောတာဒီ character ဒီရုပ်ရှင်မင်းသားရဲ့ character အပြင်မှာကျောင်းဆရာတယောက်ပဲကျွန်တော်အရင်သိပါတယ်သူတို့လေသူစီမှာလည်းကျွန်တော်ကောတလကျွန်တော်နေဘူးတယ်ဒီနေရာပါဗောနော်ဒါကျွန်တော်ဆရာအခုထောင်ကျနေတယ်လားဆူနာဝန်ချုပ်ဆိုတာထောင်ကျနေအခုအိန္ဒိယအစိုးရသူဖမ်းထားတာလောလောဆယ်ဟောသူကအာရှငင်းချိုင်းလို့ပဲဆိုရမာဆေးဆေးစုတယ်အဲ့ဒီမနစ်ကရထားတယ်ဘယ်လိုခေါ်မလဲဖိလစ်ပိုင်နိုင်ငံပေးတဲ့ဟာလေဒေါက်တာမာဆေးဆေးဆိုမမိလားမသိအာရှနိုဘယ်စုပဲအဲ့ဒါစုကြီးတော့တော်ကြီးတယ်အဲ့ဒါဒေါ်လာ1 တန်းလောက်ရှိအဲ့ဒါလေအဲ့ဒါအခုလောလောဆယ်သူအဲ့ဒီရဲ့ဘယ်လိုခေါ်မလဲဘန်ကောလေးအဲ့ဒီ3 idiot ဇာတ်လမ်းရဲ့နောက်ဆုံးကျောင်းဆရာကသူပဲလေဗျာသူ့အကြောင်းကိုရိုက်မှဒီရုပ်ရှင်မင်းသားကဒီ3 idiot ဇာတ်လမ်းကအရန်ကိုကဘာကြော်တယ်အဲ့ဒါလေဒါဒီဇာတ်လမ်းကျွန်တော်ကြိုက်တယ်နောက်အဲ့နေရာအားလုံးကျွန်တော်ရောက်ခဲ့တဲ့နေရာပဲကျွန်တော်တို့ပညာတင်ခဲ့တဲ့နေရာပဲပေါ့အဲ့သူဘာပြောလဲဆိုတဲ့ခါမှာဒီဆရာပြောတာနော်ဒီကျောင်းဆရာဘာပြောလဲဆိုတော့ဆူနာဝန်ချုပ်နော်ဒီကျောင်းကိုကျွန်တော်တို့ကောင်းရောက်မှလေ့လာခွင့်ရခဲ့တာပေါ့သူဘာပြောလဲဆိုတဲ့ခါမှာဒီမှာကြည့်ဒီစကလုံးကဒါအနည်းချုပ်ပဲဒီညအတွက်သူတို့တင်ပေးတဲ့ပညာရေးကဘာလဲဆိုတဲ့ခါမှာဒေတာမှာကြုံတွေ့နေတဲ့စိန်ခေါ်ချက်တွေကိုကိုယ်တိုင်ဖြေရှင်းမဲ့တက္ကသိုလ်တို့မို့ကိုယ်တိုင်ဖြေရှင်းမဲ့ကျောင်းပဲဒီနေ့ကျောင်းအများစုကအဲ့လိုပြဿနာမဟုတ်ဘဲနဲ့ဗါလဲဆိုတဲ့ခါမှာအလုတ်တမမွေးထုတ်တဲ့ကျောင်းပဲဖြစ်နေတာအလုတ်ကန်ရှာဖွေပေးတဲ့ကျောင်းလိုပဲဖြစ်နေတာအခုဒီ3 idiot ဇလန်ရဲ့ character ပါဆိုတဲ့ခါမှာအလုတ်ကန်ကိုကိုယ်တိုင်ဖြည့်ရှင်းမဲ့ဘယ်လိုခေါ်မလဲ job generator ပြောတဲ့ဟာလေအလုတ်ကိုကိုယ်တိုင်ဖန်တီးနိုင်တဲ့ကျောင်းမျိုးဖြစ်အောင်လုပ်ပေးတဲ့အတွက်ဒီတက္ကသိုလ်ကဒီဆရာတွေကအရန်ကိုနာမည်ကြီးမှအရန်ထိရောက်တဲ့ကျောင်းဆရာတွေပါကျွန်တော်ကျောင်းကိုခုနပညာရေးကိုနှိမ်ပြောနေတာမဟုတ်ပညာရေးမှာဒီလိုကောင်းအောင်လုပ်ဖို့လဲအရန်လိုတယ်ဆိုတဲ့ဟာကိုကျွန်တော်ထောက်ပြနေတာဖြစ်ပါတယ်လို့ဒါကြောင့်မို့ဒါကတော့ကျွန်တော်တို့ရရှိတဲ့ပညာတွေကတော့ဒေတာမှာအဆင်ပြေနိုင်တဲ့ပညာမျိုးကိုဘယ်လိုပေးမလဲဒီတစ်ခါ Miss Agripina ဆိုအဲ့ဒါပဲလေနော်တို့တွေတင်တန်းပေးမဲ့လက်တွေ့ပေးမဲ့ဟာကကိုတွေကျွန်တော်နောက်ပတ်လာပါတယ်နောက်လာမှာပေးမဲ့တင်တန်းကကိုအိမ်မှာနေပြီးမှကိုဖန်တီးနိုင်တဲ့ entrepreneur ပြောတာဟာလေကိုနိုင်တဲ့လောက်ကိုစူးစမ်းမှဝင်ငွေလေးရနိုင်တယ်မိသားစုတဲ့တူနေလို့ရနိုင်တယ် creativity လည်းအများကြီးအသုံးပြုလို့ရတယ်မိဘသားသမီးအတူတူနေပြီးမှနွေးနွေးထွေးထွေးလည်းနေလို့ရတယ်အဲ့ဒီ process ကိုကျွန်တော်သွားမှာဟုတ်ပြီနော်ဒီမှာကြည့်ဒီလူငယ်လေးအရင်သဘောကျတယ်ကျွန်တော်ဒါမြန်မာလူငယ်ပဲလားအမေရိကမှာအင်မတန်စွာတဲ့တထေးဖြစ်နေတာသူဒီမှာသူ့အကြောင်းကျွန်တော်ဖတ်ပူးတယ်အဲ့ဒါလေဒီတယောက်ဘလောက်နာမည်ကြီးတဲ့ဆိုတဲ့ခါမှာအမေရိကန်သမ္မတအိုဘားမားခေတ်မှာတော့မှသူ့ကိုဂုဏ်ပြုချီးမွမ်းရတဲ့အထိတမသမ္မတနန်းတော်မှာရောက်သွားတယ်သူကိုဖိလစ်မောင်နဲ့သူ့နာမည်ကသူ့အကြောင်းကိုကျွန်တော် BBC မှာကျွန်တော်ကြားချက်ချင်းကျွန်တော် VOA မှာနားထောင်ကြည့်တဲ့ခါမှာဒီပုံထပ်လာတာပဲမြန်မာပြည်မှာ10တန်းအောင်တယ်ဘုံထု4ပါတာထွက်တယ်ဒါပေမဲ့သူ FRC ဖြစ်တဲ့အတွက်သူကရန်ကုန်မှာမနေဘဲနဲ့အမေရိကမှာတွားရင်မှဆူရှီလိုက်တယ်ဒါပေမဲ့သူကအရင်အောင်မြင်တဲ့လုပ်ငန်းရှင်ကြီးဖြစ်သွားတယ်ဘာကြောင့်လဲဆိုတဲ့ခါမှာဒီစာသားလေးဖြစ်ပါတယ်သူအရင်အောင်မြင်တော့ဒါသူအသက်ငယ်ရွယ်နဲ့တမရနန်းတော်ထိတော်မှာသူ speech speaker ဖြစ်တယ်အဲ့ဒါလေအဲ့တော့သူဘာပြောလဲဆိုတဲ့ခါမှာဒီစကားလုံးပဲဖိလစ်မောင်ကတဲ့ငယ်ငယ်တုန်းကကျောင်းသားချိန်မှာလေအင်္ဂလိပ်လိုက his after school hour လေကျောင်းတက်ချိန်မှာကျောင်းတက်တာကျောင်းသားချိန်မှာဘာလို့ဆိုတဲ့ခါမှာသူ့အဖေရဲ့မိဘဆိုင်မှာအလုပ်လုပ်တယ်တဲ့တခါတည်းည10 နာရီထိလုပ်တယ်တဲ့ sometime up to 10 PM
ဒီရဲ့ quotation ကကျွန်တော်အရင်သဘောကျပါတယ်ဒီ Philip မောင်ကကျောင်းလက်တက်တယ်ကျောင်းအားချိန်မှာအဖေကိုကူတယ်ပညာနှစ်ခုရဟာတာကျောင်းပညာရတယ်စူးစမ်းရှင်ပြန်ရတဲ့ဟာနောက်အဖေစီမှာပါလဲသူရဲ့ life skill ရတာဖြစ်ပါတယ်အဲ့တော့အဲ့ life skill နဲ့သူ10တန်းအောင်ပေမဲ့ရန်ကုန်မှာသူမနေနိုင်တော့တဲ့အတွက်နောက်ဆိုအမေရိကမှာသူတွားပြီးမှအခြေချတဲ့အခါမှာအင်မတန်မှကဘာကျော်တဲ့ဆူရှီလုပ်ငန်းရှင်ကြီးဖြစ်သွားတာအဲ့တော့ကျွန်တော်ဒီမှာဘာတစ်ခုတွေ့လဲဆိုတဲ့အခါမှာသူကကျောင်းတက်တယ် his after school hours ဆိုသူကျောင်းနားချိန်မှာဘာလုပ်လဲအဲ့ဒါပဲအဲ့တော့ကျွန်တော်တို့ကဒီလိုကျောင်းနားချိန်တွေမှာကိုယ့်ရဲ့ professional တစ်ခုကိုလေ့လာတင်တယ်ဆိုတဲ့ဟာတော့ဒါ Philip မောင်စီကနေကျွန်တော်ရတာပါလို့ကျွန်တော်လည်းရန်ကုန်တက္ကသိုလ်မှာကျောင်းတက်တာပဲလေကျောင်းတက်နောက်ပိုင်းမှာတော့ကိုလေ့လာစားရှေ့လေ့လာရင်မှအခုကျွန်တော်တောင်တူဘွားနဲ့ကျွန်တော်စိတ်ယုံနေတာပေါ့ဒါတယောက်နောက်တယောက်တော့မကြည့်နော်နောက်တယောက်ကကိုစိုးမိုးအောင်တယ်နော်ကျွန်တော်သူ့ခင်တယ်တိတယ်ဖဏ္ဍချုပ်သမားရန်ကုန်မှာအရန်အောင်မြင်ပြီးမှဒီမိုကရေစီခေတ်မှာဆိုရှင်သူအရန်ကိုနာမည်ရရင်မှလူငယ်စီးပွားရေးစွမ်းဆောင်ရှင်စုတာသူချီးမြှင့်ခံရတဲ့ဒီမိုကရေစီခေတ်တော့ရန်ကုန်မှာနော်ဖဏ္ဍချုပ်တယ်တဲ့ဒီတယောက်ကျွန်တော်ဘယ်လိုတည်တယ်ဘာကြောင့်ဒီမှာကျွန်တော်ထည့်လဲဆိုတဲ့ခါမှာကျွန်တော်ကျွန်တော် profile ပါတယ်ကျွန်တော်ဘယ်လိုခေါ်မလဲ Switzerland ဂျာမနီကျွန်တော်တွားတဲ့ခါမှာဂျာမနီမှာတွားဖို့အတွက်ကျွန်တော် visa ကျွန်တော်မလုပ်တော့ကျွန်တော်ရဲ့တပည့်တယောက်ကမိတ်ဆက်ပေးတယ်မင်းဒီတယောက်တွေ့လိုက်ပါတဲ့ဒီတယောက်ကဖိလစ်မှာအင်ဂျီဖြစ်တယောက်ဒီဘေးဆုံးတယောက်ပေါ့သူ့တွေ့ပါဆိုကျွန်တော်ရန်ကုန်မှာအဲ့ဒီစိန်ကျော်မှာတွေ့တယ်ကျွန်တော်မိတ်ဆက်ကြရင်နဲ့ကျွန်တော်မေးတယ်မင်းကျွန်တော်ဘာတလို့မလဲတဲ့ဂျာမနီမှာကျွန်တော် conference ကိုသွားမှာလို့အဲ့ဒီ ecology နဲ့ပတ်သက်တာလေပြောရင်းနဲ့ကျွန်တော်အကြောင်းပြောမှကျွန်တော်တောင်းသူဖြစ်တဲ့အကြောင်းပြောရင်းနဲ့သူကျွန်တော် visa လုပ်ပေးမယ်တဲ့ဗျကျွန်တော်လွယ်လေးကျွန်တော်ရတယ်အဲ့ဒါလေကျွန်တော်သူ့ဘာမေးရဆိုတာနေဘာလို့လဲသူကျွန်တော်မေးလိုက်တဲ့ခါမှာသူဘာပြောလဲဆိုတော့ကျွန်တော်ကအမှန်ဆိုရှင်ပြင်တစ်တန်ယုံကအရာရှိပါတဲ့ပြင်တစ်တန်ယုံနဲ့ခုနပြောတဲ့ဂျာမနီကတနေရာပဲသူကအဲ့ဆိုတော့ကျွန်တော်တန်ရုပ်အလုပ်ကိုနားလိုက်ပြီတဲ့ဒီလာစားကောင်းတယ်နော်သူဘာလို့ဆိုတဲ့ခါမှာကျွန်တော်ဖဏချုပ်တယ်တဲ့ဖဏချုပ်တယ်နော်ဒီဖဏချုပ်လုပ်ငန်းကသူ့ဘဝကိုအများကြီးတည်ဆောင်ပြလိုက်တယ်ဒီနေ့ထိအရန်ကိုသူကဘယ်လိုခေါ်မလဲဒါကိုသူဂုံယူနေတယ်အဲ့ဒါလေပြင်တစ်တန်ရုံးကဘာလုပ်လဲဆိုတဲ့ခါမှာဝန်ထမ်းပဲပေါ့လာစားကောင်းတဲ့ဝန်ထမ်းလေဒါပေမဲ့သူအဲ့ကနေရုံထိုက်ပြီးမှဘာလို့ဆိုတဲ့ခါမှာသူဖဏချုပ်တဲ့အလုပ်ကိုလုပ်ရင်းနဲ့ဘယ်လိုခေါ်မလဲတကယ်လုပ်ငန်းရှင်ကိုယ်ပိုင် entrepreneur ဖဏချုပ်တဲ့ entrepreneur သူရတဲ့ရောင်းရတဲ့ဈေးထဲကနေ1000စုမှအဲ့1000စုရတဲ့ဟာကိုပရဟိတလုပ်ငန်းတွေမှာသူလူမှုရေးလုပ်ငန်းတွေမှာသူလှူတယ်အဲ့ဟာနဲ့သူမြန်မာပြည်မှာစီးပွားရေးစွမ်းဆောင်ရှင်တတိယစုရတယ်လူငယ်စုရတယ်ဖန်တီးရှင်စုပေါ့ဂျာမနီတန်ယုံကဝန်ထမ်းတယောက်ကကိုယ်တိုင်ရန်ကုန်မှာဘယ်လိုခေါ်မလဲဖဏချုပ်လုပ်ငန်းလေးနဲ့အရန်ကိုလူငယ်တွေအတွက်ကျွန်တော်ဒါလေးကိုကျွန်တော်နည်း share ပေးတာပါလို့အတိတ်ပဲတော့ job seeker လို့မလား job generator လို့မလားဆိုတာဒါလေးနဲ့ကျွန်တော်ညီကုံချွတ်တော့လဲဟုတ်ပါတယ်ဟုတ်ပြီနော်ဒါတော့ထားလိုက်ဒါကျွန်တော်ရဲ့ live နောက်တက်ပြန်သွားမှာဒါတော့ကျွန်တော်လဲ job generate လို့ဟာဒါကျွန်တော် site ထားရရတယ်ပဲကျွန်တော် site ထားတဲ့အမေပေါင်းနဲတာမဟုတ်တမယ်ထဲမဟုတ်တော့ပြောတာကျွန်တော် site တဲ့ဟာလေးကျွန်တော်ကြည့်အမေပေါင်းဘယ်လောက်များလဲဆိုတာကြည့်ကျွန်တော်လတိုင်းကျွန်တော်ပျော်တယ်လတိုင်းကျွန်တော်ဝင်ငွေရတယ်ကျွန်တော် site တဲ့တစ်တော်လေးတွေမှာကြည့်ရကျွန်တော်ခြံပါနော်ကျွန်တော်အစိုး site တဲ့ music လဲထုတ်တယ် wine လဲထုတ်တယ် coffee လဲထုတ်တယ် strawberry လဲထုတ်တယ် coffee လဲရောင်းတယ်မိုလဲဒါတဘာဝမိုနော်ဟင်းတီဟီရတော့မြင်တဲ့အတိုင်းပဲ more diverse more stable တဲ့နော်ဒါကျွန်တော်မိသားစုကဒီပုံစံလေးနဲ့ရှိတက်နေတာပါလို့အဲ့တော့အလုတ်ကိုင်းရှာမလားအလုတ်ကိုင်းဖန်တီးမလားဆိုတဲ့ဟာတော့ဒါကျွန်တော်အနေနဲ့ intro ပေါ်ပြပါတယ်လို့
ဟုတ်လားမသိဘူးကဲမေးလို့ရတယ်အမို့လဲတုံးတက်ပြလို့ရတယ်ဝေဖန်လို့ရတယ်ပြောစရာရှိတယ်ပြောပါလို့ဥဆောင်ပေးပါဦး ဆရာအခုအချိန်လဲတနာရီခွဲလောက်တော့ဖြစ်သွားပြီဆိုတော့ပေါ့နော်သမီးတို့ဘက်ကမေးခွန်းလေးတွေအရင်ထက် participant တွေကိုအရင်ဆုံးဦးစားအရင်ပေးလိုက်မယ်ပေါ့နော်ဒီအခုဆရာပြောသွားတဲ့ဟာတွေနဲ့ပတ်သက်ပြီးသုံးသပ်တာဒါမှမဟုတ်လေဆရာကိုဒီ job creator job seeker နဲ့ပတ်သက်ပြီးအဲ့ဒီ concept လေးအောက်ကနေပြီးတော့မေးချင်တာလေးရှိတယ်ဆိုရင်မေးလို့ရပါရဲ့ရှင်ဟုတ်ကျမတို့လွတ်လွတ်လပ်လပ်မေးလို့ရတယ်မိုက်ခရိုဖုန်းဖွင့်ပြီးလည်းမေးလို့ရသလိုအဆင်မပြေဘူးဆို chat ထဲမှာလည်းတိုက်ပြီးတော့လည်းမေးလို့ရပါတယ်ရှင်ဟုတ်ဟုတ်မေးပါရှင်ကိုစော အော်ဟုတ်ကဲ့ဆရာအဲ ပြောပါ ဆရာကတော့ကျွန်တော်အပြင်မှာတော့မဆုံဘူးဒါပေမဲ့ Facebook မှာတော့တွေ့ဘူးတယ်ပေါ့နော်ပြီးတော့ page ကလည်းဆရာရဲ့လုပ်ငန်းလေးတွေတွေ့ပါတယ်အဲ့တော့ဆရာsharing လုပ်ပြီးသွားတဲ့ကျွန်တော်တို့ဒီ mainstream education ပေါ့နော်ဒါလေးကလည်းအရင်ကောင်းတယ်ကျွန်တော်ဒီ modern slavery ဒီခေတ်ကျွန်စနစ်ကိုကျွန်တော်မွေးထုတ်တယ်ဆိုတာတော့အရန်မှန်တယ်ပေါ့နော်ဆိုလက်ရှိကျွန်တော်အနေထားရဆိုလို့ရှိရင်အရန်မှန်တယ်ဒါပေမဲ့တခုခက်တာကပေါ့နော်ကျွန်တော်နိုင်ငံရဲ့အနေအထားနဲ့ဆိုလို့ရှိရင်အဲ့ဒီ mainstream education ကိုတော့မှဟိုလက်လန်းမီဖို့စူးစမ်းနေရတဲ့ကလေးတွေရှိတယ်လို့ပေါ့နော်တခါလေကြာလို့ရှိရင်ကိုကတော့ဒီ alternative education တွေပြောရဲဆိုပေမဲ့လည်းခါလေကြာရင်သူတို့ရဲ့မိဘတွေကလည်းအဲ့ဒီဘက်သဘောမပေါက်တဲ့ခါကြတဲ့ခါလေကြာရင်သူတို့ကလေးတွေဒီကြောင်တက်မယ်ပြီးလို့ရှိရင်ဒီအလုပ်ကောင်းကောင်းရမယ်အဲ့လိုပဲဖြစ်တဲ့ခါကြတဲ့ခါလေကြာရင်ကလေးတွေစွန့်စားရတဲ့နေရာမှာလည်းကျွန်တော်ထင်တယ်ဒီအပြင်ပတ်ဝန်းကျင်ရဲ့အားပေးမှုတွေကလည်းအများကြီးတက်ရောက်တယ်ပေါ့နော်ဆရာကကျွန်တော် job creator လုပ်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့အားပေးမဲ့ပတ်ဝန်းကျင်လေးလိုမယ်လို့တော့ကျွန်တော်တို့ယူဆတာပေါ့လေအကြောင်းလေးအပြင်မိပါရောပေါ့နော်အဲ့တော့ကျွန်တော်တို့အနေနဲ့ဆရာဆွေးနွေးစီချင်တာကျွန်တော်တို့အဲ့လိုအခြေအနေမျိုးရအောင်ပေါ့နော်ကျွန်တော်တို့တွေခုနကလေးတွေအပြင်မိဘတွေဘယ်လို educate လုပ်မလဲပြီးတော့ကျွန်တော်ပတ်ဝန်းကျင်တွေအဲ့လိုမျိုးလက်ခံလာကျွန်တော်တို့ဘယ်လိုကြိုးစားကြမလဲဆိုတဲ့ဟာလေးပေါ့နော်ဆရာဆွေးနွေးပေးစီချင်ပါတယ်ဟုတ်ကဲ့ခဏဘယ်လိုခေါ်မလဲကျွန်တော်ပြောတဲ့ထဲမှာတော့အဖြေတော့တော်တော်ပါပြီထင်တာပဲလေကျွန်တော်ပြောတဲ့ထဲမှာလေခုနဒီဖိလစ်မောင်အမေရိကတထေးဆိုလို့ရှိရင်လေသူ့အဖေကကျောင်းလဲတက်ခိုင်းတယ်လေတွေ့မလားကျောင်းမထုတ်ထားဘူးလေကျောင်းလဲတက်တယ်နောက်ဘယ်လိုခေါ်မလဲကျောင်းလဲတက်တယ်အဖေအလုပ်လဲတင်ပေးတယ်လေအဲ့တော့အစွန်းတစ်ဖက်မရောက်ဘူးနော်ဘယ်လိုခေါ်မလဲအစွန်းရောက်ကြီးမဟုတ်နှစ်ခုစလုံးကိုအကျုံးဝင်နိုင်အောင်လုပ်ပေးတယ်ကျောင်းလဲတက်ခိုင်းတယ်နောက်ခုနပြောတာပါလေအဖေအလုပ်မိယိုးဖလာပေါ့နော်ဟိုမိယိုးဖလာပေါ့ကိုနီးဆိုင်ရာကိုရဲ့ဘယ်လိုခေါ်မလဲတန်ရာခေါ်မလားဒါမှမဟုတ်ကိုရဲ့ဝါဒနာခေါ်မလားကိုရဲ့ရည်ရွယ်ချက်ပေါ်မူဒီမှာကျောင်းလဲတက်တာမျိုးနောက်ကိုဝါဒနာပါတစ်ခုကို professional တို့မဟုတ်ခုကိုကရွေးချယ်ဆုံးဖြတ်ပြီးမှဒီနှစ်ခုကို balance လုပ်နိုင်တယ်ဆိုလို့ရှိရင်တော့နည်းနည်းရှောက်တာမလားမသိဘူးလားလေ job creator ဖြစ်ဖို့အတွက်နည်းနည်းတက်တာမလားမသိဘူးပေါ့ခုနဖိလစ်မောင်လဲသူကတက်ကတူပွဲရပဲသူကပြင်တစ်တန်ရုံးမှာအရာရှိအဲ့ဒါဝန်ထမ်းလေဒါပေမဲ့သူအဲ့ဒါကိုလှုပ်ရင်းနဲ့သူဘာလို့ဆိုတာဖဏချုပ်တဲ့ဟာကသူဒီဇိုင်နာဖြစ်တယ်ဒီဇိုင်နာနောက်ချုပ်နိုင်တယ်နောက်ဆုံးတော့သူဘာလဲတန်ရုပ်အလုပ်တော်မှာလက်ခကောင်းအောင်သူနားလိုက်ပြီးမှသူဘာလုပ်လဲသူရဲ့ entrepreneur တကယ်ကိုအသေးစားပဲဖဏချုပ်တမားပဲလေဒါပေမဲ့အင်တာမဂုံရှိတဲ့ process တစ်ခုမှသူအောင်မြင်နေတာအဲ့တော့အတိုင်းတာတစ်ခုမှတော့ကျွန်တော်ဝန်ထမ်းလုပ်တင်ပါတယ်အဲ့ဒါလေဒါမှမဟုတ်ပညာတင်ရင်းနဲ့ပေါ့နော်တင်ရင်းနဲ့အတိုင်းတာတစ်ခုမှကျွန်တော်တို့ဘယ်လိုခေါ်မလဲ entrepreneur ဖြစ်တော့ဖို့ကတော့ဒါ process နဲ့လည်းဆိုင်တယ်ဆိုတဲ့ဟာတော့ဒါဘယ်လိုခေါ်မလဲစိတ်ရှိပါလို့ဟုတ်လားမသိဘူးဆက်ရှိဟုတ်တယ်နော်ဟုတ်တယ်ဗျ နောက်တစ်ယောက် ဆက်လို့တူပါတယ် နောက်တစ်ယောက်ဟုတ် ဟယ်လိုဆရာကြီးတခုလောက်ပြောချင်တော့ဟိုဟာဆရာကြီးအခုကျွန်တော်တို့နိုင်ငံမှာဖြစ်တောင်သူတွေဖြစ်ပြတဲ့ပြဿနာကဘယ်သူမှထိခိုက်တာတော့မဟုတ်ဘူးเนาะဆရာကြီးဟိုဟာတကယ်စိုက်ပျိုးရေးပညာကိုဘယ်မှာရှားမလဲ
မတိတယ်ပဲပြောမလားနည်းနည်းလေးဝေးကွာနေတယ်ပဲပြောမလားအဲ့လိုမျိုးမြင်မိပါတယ်ဆရာကြီးဟုတ်ကဲ့အနည်းဆုံးဆိုလို့ရှိရင်ဆရာကြီးရဲ့ဟို line မှာဆိုလို့ရှိရင်လည်းဒီရွှေအောင်လင်းမြင့်တို့ Miss Agri Buna တို့မြန်မာ Farmer Academy တို့ဆရာမိုက်တော်သန်းစိန်တို့ပြီးတခြားပြီးလေအဲ့လိုမျိုးတွေမှာဆိုလို့ရှိရင်ဆရာကြီးရဲ့ဟိုတိတယ်လူတအားနည်းပါတယ်ဆရာကြီးဟိုဒီအပြင်လက်တွေမှာဆိုလို့ရှိရင်လည်းဘယ်သူတွေနဲ့ပဲမိကိုနေရလဲဆိုတော့ဟိုဒီကျွန်တော်ဆိုလဲတောင်ဆေးကုမ္ပဏီဝန်ထမ်းလုပ်ခဲ့ဘူးလေဆိုတော့ဆေးကုမ္ပဏီဝန်ထမ်းတွေပြောတာဟုတ်ပဲသူတို့မှလည်းဟိုအမှန်လို့ယူနေရတယ်ဆရာကြီးရဲ့နောက်ပြီးတော့တချို့တဝက်ကလည်းတိလာဆိုတာတော့ဘယ်လိုပြောမလဲတောင်သူလောက်တော့မသိဘဲနဲ့ဆရာလုပ်တဲ့လူတွေလည်းရှိနေတယ်အဲ့လိုလေးလည်းမြင်မိပါတယ်ဆရာဟုတ်ကဲ့ဟုတ်ပါတယ်ကျေးဇူးတင်ပါတယ်ဖြူပြည့်စုံဟုတ်ပါပြီဟုတ်ပါတယ်အတွေ့အကြုံလေးပြပြတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ဆက်ပြီးမှပြန်လိမ့်ကြည့်ပါနော်လိမ့်ဆိုတာပြန်မှစူးစမ်းရှာဖွေလေ့လာပါအဲ့လိုပဲပြောချင်ပါတယ်နောက်တစ်ယောက်ခုနဖြူပြည့်စုံကျွန်တော် response လုပ်တော့နော်အဲ့မှာသူပြောရင်းနဲ့သူအဖြေပါနေတဲ့အတွက်သိမပြောတော့ဘူးဟုတ်ကဲ့ပါကိုစောပြောဟုတ်ကဲ့ဆရာဟိုကလေကျွန်တော်မေးချင်တူရှိတယ်နိုင်ငံရေးမကောင်းလို့ရှိရင်စီးပွားရေးရောကောင်းနိုင်လားအလလောက်ရတာပေါ့နော်အလလောက်ရင်ကောင်းနိုင်လားပေါ့ဗာလဲနိုင်ငံရေးဗာလဲနိုင်ငံရေး နိုင်ငံရေးမကောင်းရင်စီးပွားရေးလောက်လို့ရှိရင်ကောင်းတိုးတက်မှုရနိုင်လားကောင်းနိုင်လားဟုတ်ပြီဒီမိကွန်းနဲ့တော့ခက်တယ်နော်ဒီမိကွန်းကလည်းဖြေရခက်တယ်ဗျအဲ့ဒါလေဥပမာနိုင်ငံရေးမကောင်းရင်ခုနပြောတဲ့မြို့ပေါ်မှာရှိတဲ့စက်မှုလက်မှုတွေဝန်ထမ်းလုပ်တဲ့အကုန်လုံးကပြတ်မှာပဲလေအဲ့ဒါတော့ခုနပြောတဲ့ structure တွေကလေ structure ခုနပြောတဲ့ဒီဖွဲ့စည်းပုံအဲ့ဒီရဲ့မြို့ပြခုန capitalism ခေါ်တဲ့အဲ့ဒါလေအဲ့ဒီဟာကြီးကနိုင်ငံရေးပေါ်အခြေခံပြီးမှအခုဆိုရှင်တို့မြန်မာနိုင်ငံကဒီအခက်ခဲကြားမှာရှိတော့ဆက်ရလို့ရအားလုံးပြန်သွားတယ်ဆရာတက်ပိုင်ကိုတက်ပိုင်ရဲ့အကုန်ပြန်သွားကြတာလေကောင်းလားအဲ့တော့ဒီကဘာနဲ့ခြုံတဲ့ကြီးကြီးမားမားလုပ်ငန်းတွေတော့ရန်ကိုစိန်ခေါ်မှုကြီးတယ်အဲ့တော့ဘယ်ထိုးပေါက်မဆိုတဲ့ခါမှာကျွန်တော်ထိုးပေါက်နေရတာ localization လို့ခေါ်တယ်ကို data နဲ့စီလျော်တဲ့အလုပ်မျိုးကို data နဲ့စီလျော်တဲ့ဒါကျွန်တော်အသေးစိတ်နောက်နေ့ကျွန်တော်အသေးစိတ်ပြောမှာအဲ့ဒါလေကျွန်တော်လုပ်တဲ့ခုနကျွန်တော် farm လေကျွန်တော်ကကို data နဲ့စီလျော်မှ food based economy အစာကိုအခြေခံထားတဲ့အစာလူတိုင်းအတွက်နေရာတိုင်းမှာမရှိမဖြစ်လိုအပ်တဲ့ process ပါကျွန်တော်အဲ့ဒါလေးကိုသင်ရရှိတဲ့အတွက်ကျွန်တော်ကိုယ်တိုင်တောင်သူလည်းအရင် farmer တွေကနေခိုင်းတဲ့တောင်သူလည်းဖြစ်ချင်တယ်လည်းပါတယ်နောက်ပါလဲလူတွေတဲ့အခြေခံအကြဆုံးအစားအသောက်ကိုလည်းဘယ်လိုခေါ်မလဲဒါတကယ်ကို system မှာအခရာကြတဲ့ဘယ်လိုခေါ်မလဲ steering ပဲအဲ့ဒါလေmusic အဲ့ကိစ္စလည်းကျွန်တော်အများကြီးပြောဦးမှာနောက်ကြရင်ပေါ့အဲ့တော့ကျေးဇူးတင်ပါတယ်ဒီမိကွန်းအရင်ကောင်းပါတယ်နောက်ကျွန်တော်နောက် session မှာအသေးစိတ်ကျွန်တော်ဆက်ပြောမယ်လားလေကျေးဇူးပြုမှတ်ထားပေးပါဦးဖူးရေအဲ့မိကွန်းဟုတ်ကဲ့ပါဆရာချက်ထဲမှာတော့မိကုန်းတစ်ခုမေးထားပါရှင်ကိုစောဟုတ်ပါဘူးဟုတ်လယ်သမားများတဲ့တီးနှံစပါးမက်ပဲပေါ်ခြင်းရောက်တဲ့အခါမှာလယ်သမားထွက်ကုန်တီးနှံဈေးနှုန်းကျဆင်းနေခြင်းကြောင့်ဈေးကွက်တီးနှံဈေးနှုန်းများစိန်ခေါ်မှုကိုကျော်လွှားနိုင်ရန်မိကဲတို့လှုပ်ဆောင်ရမည်နေဆရာတဲ့ဟုတ် very good ဒါလည်းခုနပြောလို့ hey mainstream education ရှိတယ်လို့ mainstream economy လည်းရှိနေတယ်အဲ့ဒါလေရလားမသိနော် mainstream education အများကြိုက်တဲ့ပညာရေးရှိတယ်လို့ mainstream economy အများလိုက်စားနေတဲ့ဈေးကွက်ကြီးလိုက်နေတဲ့ဟာဖွဲ့လည်းရှိတယ်အဲ့ဒါလေအဲ့တော့အဲ့ဈေးကွက်ကြီးကိစ္စလည်းအင်မတန်မှနဲ့နေတဲ့ရှင်ပြိုင်မှုတစ်ခုပဲအဲ့ဒါလေအဲ့ထဲမှာရှင်ပြိုင်နေလို့ကတော့အဲ့တော့ဒါကြောင့်ကျွန်တော်တို့ကအဲ့ဒီ mainstream ကနေဘယ်လိုဖောက်ထွက်ပြီးမှ alternative ဆန်တမယ်ထဲစိုက်ပြီးတဲ့ဘဝကနေအမယ်ဆုံးဘယ်လိုစိုက်လဲဆိုတဲ့အဲ့ဒီ concept permanent agriculture ခေါ်တယ်အဲ့ဒါကျွန်တော်ပြောမယ်အဲ့ဒါလေနောက်နေ့ permanent agriculture ရေရှည်တည်တံ့သောစိုက်ပျိုးရေးဆိုတာမျိုးပေါ့နော်အမယ်ဆုံးစိုက်ပျိုးရေးမျိုးပိုင်းကိုကျွန်တော်ပြောမယ် more diverse more stable ဆိုတဲ့အဲ့ဒီ concept ကိုကျွန်တော်ပြောမှာအဲ့ဒါလေဒီနေ့မိခွန်းအဲ့ဒါလည်းကောင်းတာပဲလေ
နော်ကျေးဇူးပြုအဲ့ဒါမှတ်ထားပေးပါလို့ကျွန်တော်နောက်နေ့တော့အသေးစိတ်ပြန်ပြောမယ်ဒီညတော့ဒါ introduction ဆိုတော့ကျွန်တော်အသေးစိတ်မဖြေဘူးဗျာအဲ့ဒါနော်အချိန်လေးနည်းနည်းအကန့်အသတ်လေးဖြစ်နေလို့ပါနောက်တစ်ရှိသေးလားရှိလားကဲမရှိတော့ဆိုရှင်ကျွန်တော်ဥဆောင်တဲ့ team ဥဆောင်တဲ့ team ထဲကနေမေးကြရှိမေးပါတော့ပြောကြရှိပြောပါဟုတ်ကဲ့ပါဆရာအခုဒီပေါ့နော်ဆရာဒီ farm ကိုလောက်လာလေဟိုစောပြောသွားတာ16နှစ်လား16နှစ်လားအဲ့လောက်ကာလရှိလာပြီဆိုတဲ့ခါကျတော့ဒီ farm ကိုဆရာဆဆလုပ်တဲ့အချိန်မှာတော့ကြုံခဲ့ရတဲ့ challenge တွေပါတွေပေါ့နော်အများကြီးအကုန်လုံးမဟုတ်ဘူးဆိုရင်တော့အခုအချိန်နဲ့ cover တော့ဖြစ်နိုင်မှာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့အဲ့ဒါကဆရာအတွက်အကြီးမားဆုံးဖြစ်ခဲ့ပြီးတော့ဒီမှာ mention လုပ်ချင်တဲ့ challenge တစ်ခုပေါ့နော်အဲ့ဒီကနေမှဆရာရဲ့ experience နေရာမှာတစ်စင်ဒီမှာသမီးတို့နောက်ပြီးလာ join တဲ့ participant တွေရောတခါတည်းလမ်းလောက်သွားနိုင်မယ်အဲ့လိုမျိုးလေးတစ်ခုလောက်ကိုဆရာ sharing လုပ်ပေးလို့ရလားရှင်မလေးဒီမိကွန်းလည်းကောင်းတာပဲလေဟေးကျွန်တော်လည်းတောင်သူတာသမီးစုမလဲတောင်သူကမလုပ်ဘူးကျွန်တော်လေဒါပေမဲ့လည်းကျွန်တော်ရဲ့ခုန process မျိုးစုံပေါ့နော်ခုနကျွန်တော်တွေ့ကြုံရတဲ့ဟာတွေလေ့လာရတဲ့ဟာတွေကအမှန်တန်ခက်ခဲနေတဲ့အစွာကတောင်သူဖြစ်တယ်ဆိုတဲ့ဟာကိုကျွန်တော်မတိစိတ်တကယ်နဲ့ကျွန်တော်လေ့လာနားလည်သွားတယ်အဲ့ဒါလေအဲ့ဆိုကျွန်တော်တောင်သူပြီးတော့ဖြစ်အောင်လုပ်မယ်ဆိုမှကျွန်တော်လည်းစကြည့်တယ်လေမလွယ်ခဲ့ဘူးပြောတာပါပထမတစ်နှစ်နှစ်နှစ်သုံးနှစ်လုံးဝမလွယ်ဘာလို့မလွယ်ဆိုတဲ့ခါမှာစားလို့တော့ငွေလိုတာဟုတ်ခါတချို့အရင်မရှိခုနတယောက်မေးတာအရင်မရှိဘူးဆရာဆိုတာမျိုးတွေနော်ငွေလိုဆိုတော့ငွေရှာဖို့အတွက်စိုက်ပြီးလို့တဲ့ခါမှာငွေအဲ့မှာပြန်မြုပ်ရှိတယ်မြတ်အကုန်လုံးမြုပ်သွားတာပဲတော့တမယ်တဲ့စိုက်တယ်အဲ့တော့တမယ်တဲ့စိုက်တယ်ကျွန်တော်တော်ကြက်သေးတယ်အဲ့ဒါလေလာပြီနော်တမယ်တဲ့စိုက်ခဲ့တယ်နောက်ဆုံးနမယ်စိုက်တယ်ဗျာတော်ကြက်သေးတယ်အဲ့ဒါစီးပွားဖြစ်စိုက်တာစီးပွားဖြစ်လှုပ်လေစီးပွားမဖြစ်လေပဲအဲ့တော့ကျွန်တော်ကအိုးကြက်သေးလာကျွန်တော်အကျွေးတင်တယ်အဲ့ဒါလေပတ်စံချီးရတယ်ကျွန်တော်ရန်ကုန်မှာအဲ့တော့ဒါပေမဲ့ကျွန်တော်လည်းဆူတောင်းတယ်နောက်ပါလေဒီစိုက်ပျိုးရေးကိုပြန်ပြီးမှတုံးတက်ကြည့်တယ်အခက်ခဲကနေပြန်လွတ်မြောက်အောင်ကျွန်တော်လည်းအမြဲတမ်းတွေးတောတယ်ကျွန်တော်ရှာဖွေတယ်စူးစမ်းတယ်ခံစားချက်လည်းလို့တယ်အဲ့ဒါလေခံစားချက်ဆိုတာမိသားစုစိတ်ထောက်ရမှာဘယ်ကိုအဖေဖြစ်နေတော့ဒီခြံကနေလဲဖို့လည်းလိုတာလေမလဲတော့တွားပြီပေါ့အကျွေးတင်မှဒုက္ခလှတွေ့မှာလားလေတကယ်လဲတွေ့ပါတယ်ပထမတစ်နှစ်နှစ်သုံးနှစ်ပေါ့ဗျာတမဲနမဲပဲစိုက်လို့အဲ့ဒါကျွန်တော်ကခုနပြင်ဦးနယ်မှာနေတော့ဂေါ်ရခါညုံပဲစိုက်တာဂေါ်ရခါညုံကဒီဇင်ဘာဆိုရှင်အရန်အေးမှဝင်ငွေကတုံညဖြစ်သွားတယ်အဲ့ဒါကျွန်တော်ကူတဲ့လူငယ်က9ယောက်ရှိတယ်လေဘယ်လိုကျွေးမလဲအလုပ်လုပ်ရတာပြောဒါပေမဲ့စားစရိတ်တွေကလေစားစရိတ်ဘယ်လိုလုပ်မလဲဟာတနေ့ကျွန်တော်ရင်စီးအောင်ကျွန်တော်တော့ဒါပေမဲ့ကျွန်တော်ဘာလုပ်လဲဆိုတဲ့ခါမှာအဲ့ဒီဂေါ်ရခါညွတ်နားတဲ့ခါမှာဘာပေါ်တယ်လဲဆိုတဲ့ဟာကိုအများနဲ့လုပ်တဲ့ခါမှာ strawberry ပေါ်တယ် strawberry အဲ့တော့ဂေါ်ရခါညွတ်အကုန်မှာ strawberry ကထွက်တာအဲ့ဆိုနဲ့ခါပါဖြစ်တယ်ဆက်လုံးရင်းနဲ့ဗါလဲဆိုတဲ့ခါမှာတကြံကြတော့ကားတွေကလုံးဝရန်ကုန်မထွက်ဘူးဟာ strawberry ပုံမှစားလို့မကုန်နိုင်ဘူးဗျာဘယ်သူမှအဲ့တဲ့ဘလောက်လာမကုန်နိုင်ဘူးကဲအဲ့လိုများစိုက်ထားတာကဲ waste ဖြစ်တာဗောဒါပေမဲ့လည်းဆူတောင်းတယ် meditation လုပ်တယ်နောက်ပါလဲလေ့လာတယ်တင်ယူတယ်ကျွန်တော်ဝိုင်လောက်တတ်သွားတာနှစ်ဖက်တစ်ဖက်တင်မဲ့ဝိုင်ကအဲ့ဒီကလာတာပဲကျွန်တော်အခက်ခဲနေပေါ်လာတဲ့ star လေးပဲအဲ့ဒါတော့ပုံနေတဲ့ strawberry တွေကိုတစ်စက်မကြအောင်ပတ်စံဖြစ်အောင်ပြန်လုပ်နိုင်ခဲ့တယ်အဲ့တော့ဗာလဲဂေါ်ရခါညွန့်လည်းရလာတယ် strawberry တိလည်းရောင်းရတယ်တကြံမှာလုံးဝရန်ကုန်မှာကားမထွက်ဘူးဒါပေမဲ့အဲ့ဒီ wine တွေအားလုံးကအဲ့ဒီရဗာလဲအတီးတွေအားလုံးက wine အိုးထဲဝင်သွားတာပေါ့ wine လုပ်ငန်းကချွေးတစ်စက်မှမကြပဲနဲ့ပတ်စံအများဆုံးရတဲ့လုပ်ငန်းလေးပါလို့နောက်နေ့အဲ့ဒါကျွန်တော်အသေးစိတ်ပြောပြမှာလားအိမ်မှာတမိမီတို့တင်ပေးလိုက်မယ်အဲ့ဒါနောက်ပြီးပါလဲကျွန်တော်အမျိုးသမီးကျွန်တော်ဇနီးပေါ့သူတင်ပေးလိုက်မယ် very simple process ပဲ online ကနေလိလာနေရတယ်ကျွန်တော် channel လာလိလာနေကောင်းတယ်အဲ့ဒါလေအဲ့တော့ချွေးလုံးဝထွက်ဆရာမလို့ပဲနဲ့ဝင်ငွေအများကြီးရနိုင်တဲ့
မကောင်းလားအဲ့ဒါဟမ်ကိုထွန်းရေမကောင်းလားလူတွေကအလုံးလုံးမှချွေးထဲမှကာယအများကြီးသုံးမှပဲပတ်စံရတယ်ဆိုတာမျိုးကိုဂုဏ်ယူချင်တာလေခုနတဘာဝကိုစီမျောပြီးမှဘယ်လိုခေါ်မလဲယာတီခွင်ကိုစီမျောပြီးမှလှုပ်သွားနိုင်တဲ့ဘယ်လိုခေါ်မလဲအဲ့ဒီ concept ဆိုတာအယူအဆလေးတွေလည်းကျွန်တော်တို့ပြန်လေ့လာမယ်နောက်နေ့လေအဲ့လိုပဲဖြစ်ရင်ကောင်းမယ်ထင်တယ်ကြားတာအဲ့နောက်ပိုင်းတော့ကျွန်တော်ခုနပြောလို့အခုဟင်းတီရွက်ကအမြဲတမ်း10မျိုး15မျိုးရှိကျွန်တော်ခြံမှာရောင်းစရာလေဒီတကွဲကိုနှုတ်လိုက်ရင်လည်းဒါ3-4ထောင်ရတယ်ဒီတကွဲနှုတ်လိုက်ရင်လည်း4-5ထောင်ရတယ်ခုဆိုဘီလူတစ်ချက်ဆွဲလိုက်ရင်လည်းကျွန်တော်4ထောင်ရတယ်တလုံးဆွဲလိုက်ရင်4ထောင်ရတယ်ပြောတာနှလုံးဆွဲလိုက်8ထောင်ကျွန်တော်ရရလေအဲ့ဒါဟိုတနေ့ကကျွန်တော်ရန်ကုန်ကိုပို့တာအလုံး900ကျွန်တော်ပို့တယ်အဲ့ဒါလေ900ပို့တယ်ကျွန်တော်အဲ့ဆိုတော့ more diverse more stable တဲ့အဲ့ဒါနေကုန်ချုပ်မယ်ဒီညအမေဆုံးလေး more stable more diverse ကျွန်တော်စကလုံးမို့တော့ကျွန်တော်ရဲ့ site ပူးနဲ့ပတ်သက်တဲ့ပညာရှင်တွေကျွန်တော်သင်ပေးတာ more diverse ပါလေအမေဆုံးလေး more stable ပုံမှန်တည်ငြိမ်နေတဲ့ဖိုခနောက်တဲ့ဖိုခနောက်ခုနမပဲဆိုင်တဲ့ဖွဲ့ပြောတော့တမဲတဲ့ဆိုရှင်ဒါလုံးဝဈေးကွက်မခံနိုင်ဘူးပြောတာဈေးကွက်ကတစ်ချက်တည်းတစ်ချက်တိုက်ရတဲ့ကိုကပျော့ခွေသွားတယ်ပြောတာဖိုခနောက်က2ချောင်းလည်းမခိုင်ဘူးဖိုခနောက3ချောင်းဆိုရှင်တော့ခိုင်တယ်4ချောင်းမစိုးဘူး5ချောင်းဆိုလည်းကောင်းတယ် more diverse more stable အဲ့ဒါဒီညအတွက်ဒါနှိကုံချုပ်ပဲအဲ့ဒါခုနကုမ္ပဏီမှာရှိတဲ့လူအားလုံးလည်းဘာမှကျွမ်းကျင်မှုပေါဒီတစ်ခုတည်းလုပ်ရတဲ့ခါမှာသူတို့ဘဝဘယ်တော့မှ stable မဖြစ်ဘူးဒီကုမ္ပဏီပြီးရင်နောက်ကုမ္ပဏီပဲလေနောက်ကုမ္ပဏီနောက်ကိုအဲ့လိုအတက်ကြီးကြောင်းတေချာပေါ့ပဲအဲ့ဒါကြောင့်မို့ more diverse more stable ဆိုတဲ့ concept ကိုကျွန်တော် permanent agriculture ဆိုတဲ့ topic အောက်မှာကျွန်တော်ပြောမယ်အဲ့ဒါလေရေရှည်တည်တံ့တော့ဗာလေ permanent agriculture ဆိုတော့ရေရှည်တည်တံ့တော့စိုက်ပျိုးရေးဆိုတဲ့ခေါင်းစဉ်အောက်မှာကျွန်တော်အဲ့မှာ designing ကစကျွန်တော်ပြောပြမယ်အဲ့ဒါတော့ကျွန်တော် layering ပြောတဲ့ဟာလေအလှော်လိုက်ကျွန်တော်9လွှာစိုက်တယ်ကျွန်တော်9လွှာဥယျာဉ်ဘယ်လိုလုပ်မလဲဆိုတာမျိုးပေါ့အဲ့ဆိုတော့အဲ့ဒါလည်း more diverse ပဲ diversity ပဲဟုတ်ပြီနော်ဆရှိရဟုတ်လားမသိဘူးဖူရဟုတ်လားမသိတော့ဟုတ်ပါတယ်ဆရာပြောတာတကယ်လေးမှန်ပါတယ်ဟိုလူတွေကမသိနေရလားဆိုတော့သိတော့သိနေတယ်ဒါပေမဲ့ apply ဖြစ်နေလားဆို apply မဖြစ်နေဘူးလိုက်ပြီးတော့လုံးမနေဘူးအဲ့ဒီမှာပြဿနာသွားဖြစ်တယ်လို့သမီးမြင်တယ်ပေါ့နော်ဆရာဟုတ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဆရာတော့နောက်အသေးစိတ်ကျွန်တော်ပြန်ပြောဒီညတော့ introduction ဆိုတော့အသေးစိတ်မပြောတော့လေချိန်လည်းမလောက်တဲ့အတွက်ဟုတ်ကဲ့ပါရှင် participant တွေဘက်ကရောမေးခွန်းတွေများမေးချင်တာများရှိပါလားရှင်အခု2နာရီလောက်တော့ရှိပြီပေါ့နော်အခုဒီ webinar လေးကအဲကြောင့်မေးချင်တာဆိုကျွန်တော်တို့ participant တွေကိုအလှည့်ပေးပါမယ်ရှင်ဟုတ်ဟောလေနောက်တစ်ခုမေးချင်သေးတာတော့ရှိတယ်ဒါပေမဲ့ဆရာနောက်လာမယ့်ဟာတွေနဲ့ပို့ပြီးတော့ဆက်နေမလားတော့မသိဘူးပေါ့နော်ဆရာဒီအဲ့ဒီလုပ်ငန်းစလုပ်ပြီးတော့မှဆရာအနေနဲ့ပေါ့နော်ဒီဈေးကွက်ပေါ့ကိုယ့်ရဲ့ဈေးကွက်ဘယ်လိုမျိုးစူးစမ်းရှာဖွေတယ်လဲပြီးတော့ဒီဈေးကွက်တော့မှရှိနေပြီသားဟာတွေနဲ့ဘယ်လိုမျိုးရှင်ပြိုင်တယ်လဲဆိုတဲ့ဟာလေးအဲ့ဒါလေးကတော့စိတ်ဝင်စားစရာကောင်းတယ်ပေါ့နော်ဆရာဟုတ်ဟာဒီမိကုန်းကကျွန်တော်ဟိုနောက် session မှာပါလားမသိနော်အဲ့ဒါပေါင်းတယ်ဈေးကွက်ကြောင့်ပါပါတယ်ဆရာဟုတ်မှတ်မိလားဟုတ်ပါပါတယ်ဟုတ်ပါပါတယ်ဆရာအဲ့မှာဒီညနည်းနည်းလေးဒီညတော့ကျွန်တော်ဒီညနည်းနည်းတစ်ချက်ကျွန်တော်ပြောမယ်ဈေးကွက်ကိုလိုက်ရှာမလားဈေးကွက်ကကိုလာရှာအောင်လုပ်မလားဆိုရင်အဲ့နှစ်ခုစဉ်းစားဒီနေ့ကလေအဲ့ဒါကိုစောနော်ကိုကဈေးကွက်ကိုလိုက်ရှာမယ်ဆိုရင်ဈေးကွက်ကထွက်ပြီးတာများတယ်ဈေးကွက်ကဘယ်တော့မှမငြိမ်ဘူးဈေးကွက်ကကိုလာရှာအောင်ကိုဘယ်လိုလုပ်လဲဆိုတဲ့ဟာတော့ကျွန်တော်အသေးလေးကျွန်တော်ပြောမယ်အဲ့ဒါလေဈေးကွက်ကကိုလာရှာရင်တကောင်မိရင်တကောင်လာရှာရင်တကောင်ရတာပဲအဲ့တကောင်ကတခါမို့တသက်စာရတယ်အဲ့ဒါအဲ့ဈေးကွက်ကအဲ့အရင်စိတ်ဝင်စားဖို့ကောင်းတယ်ကျွန်တော်လည်းတွဲလုပ်နေတဲ့ရန်ကုန်ကအဖွဲ့တစ်ဖွဲ့ရှိတယ်ကျွန်တော်တခါပဲမြင်မှုတယ်အဲ့ဒီ foreigner တယောက်ကကျွန်တော်စီမှာနိုင်ရွက်ပဲစကားပြောဘူးတယ်နောက်ကျွန်တော်အဲ့သူကတနေ့တော့ပျောက်သွားတယ်နောက်ပိုင်းကျနည်းနည်းကျမှဟာဥပိတာစိုက်ထားတဲ့ဟင်းရွက်လေးကျမကိုနည်းနည်းပေးပါဦးရှင်ဆိုတော့ကျွန်တော်သူ့ပို့တာခု8နှစ်ရှိပြီ8နှစ်ဈေးကွက်ဘယ်လောက်ထိတည်ကြလဲဆိုတာလေ
အဲ့အသေးစိတ်ကျွန်တော်ပြောမယ်ကိုစောရေနော်ဒီ ဟုတ် ဈေး ကဲ့ ကွက် ဆရာ ကိုဘယ်လိုဖန်တီး ဆ ဈေး ရာ ကွက်ကိုဘယ်လိုဆွဲဆောင်လဲတို့မဟုတ်ဈေးကွက်ကိုကိုလာရှောင်ကိုဘယ်လိုခေါ်မလဲဘယ်လို action လုပ်မလဲပေါ့နော်ဘယ်လိုပုံဖော်မလဲပေါ့အဲ့ဒါအရင်ကိုစိတ်ဝင်စားစရာကောင်းတဲ့ဒီ entrepreneur mindset ခေါ်တာအဲ့ဒါပြီးခဲ့တဲ့ session တွေမှာအဲ့ဒါပါတာတော့ပြောတတ်တယ်လေ